အဲ့တော့ကျွန်တော်သင်မဲ့အရာပေါ့နော်ကျွန်တော် PowerPoint English လို့ကျွန်တော်ရေးရတာဖြစ်တယ်ဒါပေမဲ့ကျွန်တော်မြန်မာလိုပဲသင်မှာဖြစ်တယ်နော်မြို့အကြောင်းသင်မှာဖြစ်တယ် the seat ဘာလို့လဲဆိုတော့ရှင်မတဲ့အခန်းကြီး1မှာသခင်ယေရှုရဲ့ဆွေစဉ်မျိုးဆက်စည်းရုံသွားတွေ့လိမ့်မယ်နော်အဲ့တော့အဲ့ကနေပတ်သက်ပြီးတော့မှမျိုးစေ့အကြောင်းသင်မှာဖြစ်တယ်နားလေโอเคဒီမှာမြင်ရလားမသိနော်အဲ့တော့ကျန်းစာမှာမျိုးစေ့လို့ပြောရင်တကယ်မျိုးစေ့အပင်ကနေရတဲ့အစေ့ကိုလည်းပြောတာပါတယ်ဒါပေမဲ့အဲ့ဒါအပြင်ကျန်တဲ့ဟာတွေဘာတွေပြောလဲဆိုရင်ကျွန်တော်တို့ရဲ့မျိုးရိုးဗီဇပေါ့သားစဉ်မြေးဆက်ကိုသားသမီးကိုလည်းမျိုးစေ့လို့ခေါ်တယ်ကျွန်တော်ကနေစဉ်းသက်တဲ့မျိုးစေ့ပေါ့နော်ဘာလို့ဆိုမျိုးစေ့ရဲ့နေရာမှာကိုတည်ဆောင်တယ်သူတို့ကတည်သွားတာပေါ့မျိုးစေ့ရှိတဲ့ဟာတွေကထပ်ပြီးပွားများတတ်တယ်လေဆိုတော့အဲ့တဘောကိုတည်ဆောင်တယ်ပြီးလို့ရှိရင်ကျွန်တော်တို့နှုတ်ကနေထွက်တဲ့စကလုံးတွေကိုလည်းဖခင်ရဲ့နှုတ်ကပတ်တော်ဖခင်ရှင်ပြောတဲ့နှုတ်ကပတ်တော်ဖြစ်စေကျွန်တော်တို့ပြောတဲ့အရာတွေဖြစ်စေအဲ့ဒါတွေကမျိုးစေ့နဲ့ဆိုင်နေဆိုတဲ့နေရာမှာရှိတယ်နောက်တစ်ခုကျတော့ဖခင်သခင်နိုင်ငံတော်နဲ့ဆိုင်တဲ့အရာကိုမျိုးစေ့နဲ့နှိုင်းတယ်အဲ့တော့ဒီသုံးမျိုးဟာမျိုးစေ့ရဲ့သဘောတဘာဝရှိတယ်ဆိုတော့တွေ့ရတယ်ကျွန်တော်အကျယ်တွင်းကိုဒီ DNA ကိုရေးလေ့လာမှာဘာလို့ရှင်မတဲ့အခန်းကြီး1ကသခင်ရွှေ့ဆွေစဉ်မျိုးဆက်စင်းရင်အကြောင်းပါတဲ့အတွက်ကြောင့်ဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမှာညာဘက်မှာဆိုပုံလေးတွေ့လိမ့်မယ်နော်အဲ့ဒါလေးတွေမှာကျွန်တော်တို့ရဲ့အသားတွေကျွန်တော်တို့ရဲ့သွေးတွေကျွန်တော်တို့ရဲ့ဒီအုံနောက်မှာအစပေါ့နော်ရှိသမျှအရာတွေအားလုံး cell နဲ့ဖွဲ့စည်းရတယ်နော်အဲ့ cell ကိုဓာတ်ခွဲလိုက်မယ်ဆိုရင် DNA ဆိုတဲ့ဟာပါတယ်အဲ့နှစ်ပင်လိမ်နေတဲ့ဟာ DNA ပေါ့နော်အဲ့ DNA အထဲမှာကျွန်တော်တို့ပါတဲ့ဟာကိုမျိုးရိုးဗီဇ gene လို့ခေါ်တယ်ဂျင်းကအဲ့လိုအပိုင်းလေးတွေပေါ့အသေးလေးတွေပေါ့အဲ့တော့ gene ဆိုတာက DNA ရဲ့တစ်စိတစ်ပိုင်းပဲပါလာလဲဆိုညွှန်ကြားချက်ပါတယ် instruction ဆိုတာပါတယ်ဘယ်လိုပြမလဲခန္ဓာကိုယ်မှာဘယ်လိုလုပ်ရမလဲပြောရမယ်ဆိုမျိုးရိုးဆက်ခံတဲ့အရာမိဘနေသားသမီးကိုလက်ဆင့်ကမ်းတဲ့အရာအဲ့တော့ဒေါင်နားလဲလွယ်အောင်ရှင်းပြမယ်ဆိုရင် तू ကကျွန်တော်ရဲ့ DNA ကိုဆက်လိုက်မယ်ဆိုအမေရဲ့ဟာပါတယ်အဖေရဲ့ဟာပါတယ်လေ तू မှတ်တမ်းအကုန်ရှိတယ် तू ကလုံးဝလိမ်လို့မရအောင်ကျွန်တော်အဖိုးဖွားဘာတူလဲကျွန်တော်ဘယ်မျိုးရိုးကနေဆင်းသက်လာလဲလူတယောက်ရဲ့သွေးပါတရုတ်သွေးပါလားအိန္ဒိယန်သွေးပါလားလူနော်ဂျာမန်သွေးပါလားသူအဲ့ဒါအားလုံးမှတ်တမ်းရှိတယ်ကျွန်တော်တို့ဖះเจ้าနေမှာဆိုရင်ကျွန်တော်တို့ဖះเจ้าမှာဆိုရင်ပစ္စည်းမှတ်တမ်းရှိတယ်ဖះเจ้าမှာဘာပစ္စည်းဘယ်နှခုရှိတယ်ကလထိုင်ဘယ်နှလုံးရှိတယ်အိုးဘယ်နှအိုးရှိတယ်အဲ့ဒီစည်ရင်နဲ့တိုက်စစ်လိုက်ရင်လုံးဝညာလို့မရဘူးเนาะအတိအကျဒါတော့မှပစ္စည်းအစားထိုးတာတို့မရှိပါဘူးနမူနာပြောတာလူကသိကြမှာသိမယ်ဒါပေမဲ့ DNA ကအကုန်လုံးသိတာအဲ့မှတ်တမ်းအားလုံးရှိတယ်ဘယ်မျိုးစင်ဆက်မှာသပင်ကဘယ်အယောင်ပါတယ်အသားအယောင်ဘယ်အယောင်ကိုယ့်လက်ထက်မှာမပေါ်နေရင်တော့ပြောချင်တာကျွန်တော်တကယ်ချင်းမာကုဒီသူက Indian ဖြစ်တယ်သပင်အနက်ရောင်သူ့အမျိုးသမီးဒီသပင်အဝါရောင်နဲ့ဘူမဖြစ်တယ် English မွေးလာတဲ့ကလေးကသပင်အနက်ရောင်မွေးတယ်အဲ့တော့ဒီတိုင်းကြည့်မယ်ဆိုရင်တော့မသိရဘူးဒါပေမဲ့ DNA ကိုစစ်လိုက်မယ်ဆိုရင်အဝါဓာတ်ကသူ့ထဲမှာရှိတယ်သပင်ဝါတဲ့ဓာတ်ကမှတ်တမ်းရရှိတယ်ဒါပေမဲ့အဝါဓာတ်က recessive ဖြစ်သွားတာတိတ်ပြောချင်တာကမြုပ်ကွယ်ပြီးတော့မှအနက်ရောင်ဓာတ်က dominant လွှမ်းမိုးသွားတာသူမွေးလာတဲ့ကလေးတိုင်းအဲ့လိုဖြစ်မယ်လို့တော့ဆိုလိုတာမဟုတ်ဘူးဟိုကျွန်တော်ဆရာဝန်ဆိုတော့တချို့ကိစ္စတွေပေါ့နော်မှုကင်းစေးပညာမှာပြောလို့တော့မကောင်းဒါပေမဲ့ပြောပြတယ်နော်မထားတော့အမျိုးသမီးတစ်ယောက် rape လုပ်ခံရတယ်ဆိုတော့အဲ့တော့သူ rape လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့ဓာတ်ခွဲစမ်းသပ်မယ်ဆရာဝန်ကဓာတ်ခွဲစမ်းသပ်ရင်လူကဘယ်နှစ်ယောက်တောင် rape လုပ်တာလဲ3ယောက်လားအဲ့3ကဘာလို့လဲအတိအကျကိုရတာ DNA နည်းပညာတရားဥပဒေစိုးမိုးတဲ့လူဖမ်းလို့လွယ်တဲ့နိုင်ငံမှာဆိုဒါတွေကဘယ်တော့မှညင်းလို့မရအောင်အဲ့လိုမျိုးပေါ့နော်အဲ့ဒါမို့လို့တချို့တွေကဟို bio data စီနဲ့ control လုပ်ချင်တာပေါ့ဂျပန်လိုနိုင်ငံပြောအဲ့ဒါကိုသွင်းနေတာပေါ့နော်2020ကျရင်ဖြစ်ရမယ်သူတို့သိပ္ပံပညာမှာသိပ္ပံပြလိုက်မှာကျွန်တော်ကိုယ်တိုင်သွားကြည့်ခဲ့တယ်လူတွေအားလုံး bio data ကိုတို့ကဟို GPS စနစ်လိုမျိုးအသားထဲမှာအကုန်လုံး track လုပ်ထားချင်တာလူတယောက်ကတောင်ပြုတ်ကြလဲချက်ချင်းရှာလို့ရတယ်ပေါ့အဲ့ data ကနေအကုန်လုံးလူရဲ့သွေးပေါင်ချိန်တွေအသွေးချိုတက်တွေကျန်းမာရေးတွေအကုန်ဖတ်လို့ရတယ်အကုန်သိလို့ရတယ်လူတယောက်အကြောင်း information တွေအားလုံးတချို့ကအဲ့ဒါကောင်းတယ်ထင်မယ်ဒါပေမဲ့တချို့ကအဲ့ဒါဘာလို့ဆိုလွတ်လပ်ခွင့်ဆုံးရှုံးတယ်လို့မြင်တယ် freedom ကိုဆုံးရှုံးတယ်လူတယောက်ကိုအစိုးရနဲ့အကုန်လုံး data လောက်ထားတယ်ပေါ့ဥပမာတရုတ်ပြည်မှာဆိုလို့ရှိရင်သူတို့က CCTV တွေကလူကြီးတန်းထောင်ကနိုင်ငံမှာ900ရှိတယ်နောက်သူတို့က950တီတိုးချင်တာ
လူရောက်ကို CTV တလုံးနှုံးနဲ့လမ်းတွေပါတယ်မှာအမြဲတမ်းရှိတယ်အဲ့ဒါတွေကသူက AI စနစ်နဲ့အကုန်လုံးဖတ်နိုင်တယ်တလားဟို CTV ကျွန်တော်က screen မှာကြည့်ရလို့ဆိုရုပ်ပဲမြင်ရတာပေါ့အဲ့ကွန်ပျူတာနဲ့အချက်လက်တွေဒါဘသူအတက်ကဘလောက်သူကဘာအရင်တော့သူမှုကင်းရဆိုရင်ဘလို့ရှိလဲသူနိုင်ငံရေးဟိုပို့စီရေးသားချက်ရအစိုးရပေါ်မှာဘလို့အမြင်ရှိလဲအဲ့ data တွေအားလုံးရှိတာအဲ့ social scoring လို့ခေါ်တယ် social scoring ဆိုတာလူမှုရေးအမှတ်သူကပေးတယ်ဟိုသူတို့အစိုးရရဲ့ကောင်းကြောင်းများများပြောတယ်ဆိုသူအမှတ်ရတယ်နေရဆိုအမှတ်နေတယ်အဲ့တော့ bus ကားပေါ်တက်လိုက်တာနဲ့ကိုကထိုင်လိုက်တာနဲ့ကိုဘီနာလူက social score မကောင်းဘူးဆိုကိုဖုန်းထဲမှာချက်ချင်း message က notification ဝင်လာတယ်ဘီနာလူက social score မကောင်းဘူးတော့သူနဲ့ပြောဆိုဆက်ဆံခြင်းကိုရှောင်ခြင်းပါအဲ့တော့ဘသူတွေက social score အနေဆုံးလဲဆိုတော့ journalist တွေအစိုးရကိုမကြိုက်တဲ့ journalist တွေအနေဆုံး social score နေတော့ဘာလို့မရအောင်ဆိုတော့ချို့လက်မှတ်တွေပေါ့လေနေကြထားတွေဝယ်လို့မရအောင်ဆိုတော့အိဗယ်သူတို့ခီးသွားလာပြီးတော့တားမြစ်ပလိုက်တယ်ဆိုတော့အဲ့ဒါမျိုးကိုအဲ့တော့ဆိုလိုချင်တာအဲ့လို bio data တွေအကုန်လုံးရှိထားရင်ကောင်းလားမကောင်းလားဆိုတဲ့အရာကဟိုဘမှာအငင်းပွားဝယ်ရဖြစ်တာပေါ့အမေရိကမှာဆိုရင်ဒီ Los Angeles မှာဆိုလမ်းမှာတက်တဲ့ဒီမီးပွိုင်းတွေမှာတက် CTV အကုန်ပြန်ဖြုတ်ရတယ်အဲ့လူတယောက်ကမီနီဖြတ်မောင်းလိုက်တယ်အဲ့တော့အိမ်ုံချက်ချင်းပဲစာရိုက်ကနေစာရောက်လာတယ်အဲ့ဒီမှာဓာတ်ပုံနဲ့မှတ်တမ်းနဲ့ပါလာတယ်မီနီဖြတ်မောင်းလို့ဒဏ်ငွေဘယ်လောက်လျှော်ရမလဲပြဿနာကဘာလဲဆိုတော့သူ့ဘေးနားမှာထိုင်နေတာသူ့မိန်းမမဟုတ်ဘူးအဲ့တော့သူ့စာကြီးကိုဖောက်ဖွင့်တာသူ့မိန်းမဖြစ်နေတယ်အဲ့တော့လင်မယားကွဲသွားတယ်အဲ့တော့ဟိုလူကသူ့ရဲ့လွတ်လပ်ခွင့်ကိုထိခိုက်ပါတယ်ဆိုပြီးပြောပြီလေတိလားဟိုကျန်တဲ့ဟိုလူမှုရေးပြဿနာပေါ့အစိုးရကနေအကုန်လုံးသူ့စောင့်ကြည့်နေတယ်ဆိုပြန်တိုင်တော့ရှုံးနေဗျအစိုးရရှုံးတော့အဲ့ Los Angeles အစိုးရကအကုန်လုံး CTV တွေပြန်ဖြုတ်ရတယ်အဲ့တော့ CTV ရှင်းလုံခြုံလားဆိုလုံခြုံတဲ့ကဏ္ဍရှိသလိုအဲ့လိုမျိုးကကဘာပေါ်မှာအငင်းပွားပွဲရဖြစ်နေလို့ကျွန်တော်ပြောပြချင်တာကျွန်တော်ပြောချင်တဲ့ point ကိုတော့မြင်မယ်ထင်တယ်နော်အဲ့တော့ DNA ပေါ့သူတယောက်ရဲ့မျိုးရိုးဗီဇတွေအရာတွေအားလုံး plastic surgery ပဲလို့လိမ်ပြောင်းလဲခွဲစိတ်တာပဲလို့ sex chromosome အမျိုးသမီးဒီ XX ယောက်ျားလေးဒီ XY ယောက်ျားလေးဒီသူပြောင်းလဲခွဲစိတ်လိုက်လေ DNA စစ်လိုက်ပါထွက်လာတာလေ XY ပဲထွက်လာတာမိန်းကလေးလည်းအဲ့လိုပဲသူယောက်ျားလေးလိုမလို့နေနေ XX ပဲထွက်လာနှစ်မျိုးပဲရှိတယ်နောက်တော့သွေးမျိုးစားရလဲလို့ပဲသိကြရော A သွေး B သွေး AB သွေး O သွေးပြီးတော့မှဟို research က plus နဲ့ minus ရှိတယ်ဒါတွေကကိုယ့်ရဲ့အဲထဲမှာရှိရ bio data တွေလို့ခေါ်တယ်ကိုယ့်ရဲ့ဇီဝရဲ့အချက်အလက်တွေပေါ့အဲ့ဒီအားလုံး DNA မှာအကုန်ရှိတယ်အဲ့ DNA ကညင်းလို့မရအောင်အဖေဘက်ကအမေဘက်ဒါပေမဲ့အဖေဆိုတာလဲအဖိုးအဖွားရှိသေးတယ်နောက်ဟိုမျိုးရိုးစင်စစ်ဘယ်ဟာနဲ့ဘယ်လိုရောလိုက်လဲဥမာစားစရာတစ်ခုထဲမှာ ingredient ဘယ်နှမျိုးပါလဲ10မျိုး15မျိုးပါတယ်ဆိုအကုန်မှတ်တမ်းနဲ့ဘယ်လောက် gram ရေးထားသလိုပေါ့နော်အဲ့ဒါထက်တောင်ပိုတိကျတယ်လူရဲ့ DNA ကအရင်ထူးဆန်းတာလူမှာပဲရှိတာမဟုတ်သက်ရှိတွေမှာရှိတယ်အပင်တွေမှာလည်းရှိအပင်အသက်ရှိပဲလေဆိုတော့ဒီမျိုးစေ့လို့အကြောင်းပြောရင်ဒီမျိုးစေ့ကအရင်တကူပါတယ် topic တစ်ခုဖြစ်တယ်အဲ့တော့အဲ့ gene ကအဲ့ဒီဟာကို visa လို့ခေါ်တာပေါ့ gene ဆိုတာကဒီအထဲတွေမှာပေါ့ तू က code ကလေးနဲ့မှတ်ထားတာ code နဲ့မှတ်တယ်ဆိုတာဥပမာပြောပြမယ်ကျွန်တော်နာမည် David Join ဆိုရင်မကြားတော့ရင်ပြောပြီးเนาะဒီမှာသွားပြီเนาะကျွန်တော်နာမည် David Join ဆိုရင် DJ လို့ရေးတိုင်းဒါကျွန်တော်ပြောတာပေါ့เนาะကျွန်တော်တို့အသင်းတော်မှာဆိုသိရအဲ့တော့ Sona genetic code ဆိုတာလေ तू ဒီအသားအယောင်ဘယ်လိုဖြစ်ပါသည်ဆိုအဲ့လိုစာရေးရတာတော့မဟုတ်ဘူး तू က तू အမှတ်အသားလေးရှိတယ်အမေအဲ့ဒါကိုသိပ္ပံပညာရှင်တွေကဟို like အမှတ်အသားလေး like ခေါ်ပြီး like တတ်တာပေါ့မှာ XXXY ဆိုတာလေသူနာမည်ပေးရတာကွာ X ပုံစံကြီးဖြစ်နေလို့မဟုတ်ဘူး Y ပုံစံဖြစ်နေလို့မဟုတ်ဘူးဒီလိုပြောရအောင်နော်အဲ့ဒါကို genetic code လို့ခေါ်တယ် genetic ဆိုတဲ့အဓိပ္ပာယ်ဆောနာ gene ကို visa ကိုလေ့လာတာ genetic ရလားသူ့ရဲ့ gene တွေတစ်ခုချင်းစီဘာ genes ပါလဲအဲ့တော့အဲ့ genes တွေကဘာမှပါလဲဆိုတော့ဆောနာဒီလှေကလေးပုံစံလေး double helix structure လေးလှေကလေးလိုဖြစ်နေတဲ့ဟာမှာအဲ့ genes တွေကရှိနေတယ်ရေးရတယ်ပေါ့အကုန်ပြောရမယ်ဆိုသူကုတ်နဲ့သူရေးရတယ်ပေါ့အဲ့တစ်ချောင်းလုံးယူ DNA လို့ခေါ်တယ်အဲ့မှု DNA စစ်တယ်ဆိုရင်အဲ့လိုအကုန်စစ်လို့ရတယ်အဲ့တော့ဒါဒီ gene ကိုလေ့လာတဲ့ဘာသာရပ်ကို genetic လို့ခေါ်တယ် genetic is the branch of biology that study genes heredity ဆိုတာမျိုးရိုးဆက်ခံတာ the variation in living organism တက်ရှိတွေအားလုံးပါတယ် trait ဆိုရဲလက္ခဏာဝိသေသလက္ခဏာတွေဘယ်လိုပုံစံရှိလဲမျက်တောင်ရှည်လားတိုးလားမျက်နှာကအဖောင်းမျိုးလားအပိန်မျိုးလားကရင်သွေးစင်တော့မျက်နှာဖောင်းပါပဲဆိုတော့ကျွန်တော်ကရင်မက်လားအဲ့လိုပဲပြောလိုက်တယ်ဟောဘုံမလင်းပြောတာလေရှိတော့ရှိမှာပဲမျက်နှာသွေးလူရှားမှာပဲနော်ကရင်မျိုးသမီးရဲ့အိမ်အောင်ကြပြီးရင်ဘလို့ဖြစ်တတ်တယ်ဆိုတာပြောနေဒါဒီမျိုးရိုးဗီဇာမှာပါလာကိုနဲ့တင်းတော့လှပအောင်နေလို့ရတယ်
အမျိုးသားလည်းအဲ့လိုပဲမီယိုကားတဲ့သူရှိတယ်ကပြားကြတော့ပုံစံတစ်မျိုးထွက်သွားမှာပေါ့တချို့လူမျိုးတွေကပိန်ပိန်ပပရှိတယ်တချို့ကခန္ဓာကိုယ်ကတောင်းတောင်းတင်းတင်းခိုင်ခိုင်ခန့်ခန့်ရှိတယ်အဲ့တော့ဖျားရှင်ပေးရတဲ့အရာတွေရှိတယ်ကျွန်တော်တို့ကပုံစံတစ်မျိုးလေးကိုလိုက်လုပ်လို့မရဘူးကိုရီးယားကြည့်ပြီးကိုရီးယားနဲ့တူကျင်တယ်လုပ်လို့မရဘူးကိုနဲ့ခန့်ခန့်ဖြစ်အောင်သာနေတယ်အဲ့တော့ genetic is the branch of biology ဒါပြီးရနော်အဲ့တော့ generation တစ်ခုကနေတစ်ခု DNA ဆိုတာက sona molecule that carry genetic information တွေတည်ရတယ် in all living organisms ဒီမှာမျိုးစိလေးကျွန်တော် AI ကိုဆွဲခိုင်းတာဒီအဲ့လောက်တော့မကြီးပါဘူး DNA ကနမူနာပြောတာပေါ့နော်မျိုးစိမှာပါလာတယ်လို့ပြောတာအမိဘရဲ့အပင်ရဲ့သူ့အပင်ရဲ့ပေါ့နော်အရာကပါလာတယ်နောက်မျိုးစိကိုအဲ့ဒါမလို့တရက်ပင်ကိုပဲပြန်ပြီးတော့ဟောဖြစ်တာ okay ဆိုတော့မျိုးစိကဘယ်လောက်တောင် strong ဖြစ်လဲဆိုတာပြောပြမယ် genetic ကဘယ်ပေါ်မှာ influence ရှိလဲဆိုတော့ physical traits တွေကျွန်တော်တို့ရဲ့အသားအရည်အရာအဲ့တော့တချို့ကတော့မီးမှာပေါ့နော်အဖေရောမေရောဖြူပြီးကလေးကဘာလို့ညူတာလဲအဲ့ဒါမျိုးကရှိတယ်အဖေရောမေရောတအားညူပြီးကလေးကဘာလို့ဖြူရလဲတဲဆောင်တယ်လည်းပြောတယ် skin color မိဘ skin color ရေပုံရအားဖြင့်ပေါ့နော်တဲဆောင်တယ်လည်းပြောတယ်ဘာလို့အဲ့လိုဖြစ်တာလဲဆိုတာပြီးရင်ရှင်းပြမယ်မျက်လုံးအယောင်သပင်အယောင်အရက်အနေထားအဲ့တော့ဂျပန်တွေကတစ်ချိန်တော့ပုခဲ့တယ်ဘာလို့ဒီနေ့မြင့်လာကြလဲအဲ့ဒါလည်းကျွန်တော်ပြီးရင်ပြောပြမယ်เนาะအဲ့တော့ဒါပေမဲ့ genetic မှာတော့ပါလာပြီဒါသူကုတ်က body shapes တွေ athletic potential အားကစားသမားဖြစ်နိုင်ခြင်းမဖြစ်နိုင်ခြင်းအားကစားလုပ်နိုင်တဲ့ခန္ဓာကိုယ်တန်တယ်ဆိုတာကလည်းမျိုးဗီဇနဲ့ဆိုင်တယ်အရင်ဖိပြီးပြောလို့မရဘူးလုံနိုင်တယ်သူမလုံနိုင်တယ်သူအဲ့တော့ ACTN3 gene ဆိုတာက fast twitch muscle fiber ကြွက်သားကိုဖက်ခနဲ့ energy တွေထုတ်ပြီးလှုပ်ရှားလို့ရအောင်လုပ်တဲ့အဲ့ gene ပါလာတဲ့သူတွေဒီဝုန်းကနေထပြေးမယ်ဆိုလည်းမြန်ပြေးနိုင်တယ် muscle power တအားကောင်းတယ် hand grip strap တအားကောင်းတယ် hand grip ဆိုတာလက်ကိုဒီလိုဆုပ်ထားတဲ့ strength ခွန်အားပေါ့အဲ့တော့ဒီသူတွေဒီပြောပြပါအားကစားသမားပေါ့နော်တကယ်အောင်မြင်တဲ့အားကစားသမားတွေဖြစ်ကြတယ်အဲ့နော်နောက်ပြီးလို့ရှိရင်ကျန်းမာရေးနဲ့ဆိုင်တဲ့အရာတွေပေါ့နှလုံးရောဂါစီးချိုကင်ဆာအယ်ဇိုင်းမာတငယ်ပြန်တဲ့ချုပ်ခေါ်မှာပေါ့နော်လူတွေအရက်အခေါ်ပေါ့ပါကစ္စတန်ယောဂါ gluten sensitivity တွေနောက်အများကြီးရှိပါသေးတယ်အဲ့ဒါတွေကလည်းမျိုးရိုးဗီဇတွေမှာပါလာတယ်အဲ့တော့မိဘမှာရှိရင်သားသမီး၄ယောက်လုံးရှိရမယ်လို့အတိတ်ပဲတော့မဟုတ်ဘူးအဲ့ဒါလည်းခဏလေးရှင်းပြပါနော်စိတ်ပိုင်းဆိုင်ရာကျန်းမာရေးပေါ့စိတ်ကြတာတို့ bipolar ဆိုအတက်အကျ ADHD autism အဲ့ဒါလည်းပါလာတယ် taste smell hearing and vision sensitivity အရသာခံတာ smell နောက်အနက် hearing အကြားကျွန်တော်မျိုးသမီးဒီ hearing ရန်ကောင်းတော့ just hearing ပါလာတယ် vision sensitivity တွေတချို့က smell အရန်ကောင်းတယ်ဒီဖန်ခွက်ဒီစားတောက်ဆိုင်မှာစီးပြီးသားဖြစ်ပေမဲ့ကင်လိုက်တာနဲ့အရင်ဘယ် coffee တောက်ခဲ့တယ်အနက်မပြောက်သေးဆိုတာ smell sensitivity ကောင်းတဲ့လူကသိတယ် interestingly behavior and personality like temperament ထူးဆန်းတာဒီလူရဲ့စိတ်အနေအထားပေါ့ပြောချင်တာရှက်တတ်တာတို့ပွင့်လင်းလင်းနေတတ်တာတို့စွန့်စားတတ်တာတို့မလို့ရမနေနိုင်မင်းနဲ့ဖြစ်တာမှတ်ဉဏ်အာယုံစိုက်နိုင်တာဆုံးဖြတ်ချက်ချနိုင်တာလည်းပါလာတယ်တဲ့ genetic ထဲမှာအကုန်ပါလာတယ်အဲ့တော့ဒီမှာထောက်လိုင်းလို့ကျွန်တော်တို့စစ်ဆေးတော့မယ် Richard Dugdale ဆိုတဲ့လူတယောက်က1884မှာသူကဘယ်သူလဲဆိုတော့ New York ပြည်နယ်ရဲ့ American New York ပြည်နယ်ရဲ့လေ Prison Association ပေါ့ထောင်အစည်းအရုံးပေါ့အဖွဲ့အစည်းပေါ့အဲ့အဖွဲ့အစည်းရဲ့ Executive Committee မှာသူက member ဖြစ်တယ်အဲ့ committee မှာပေါ့နော်အဲ့တော့ तू ကကိုစားပြုပြီးတော့မှအဲ့1884ကနေစပြီးတော့ထောင်တစ်ခုပြီးတစ်ခုသွားလဲရတယ်ထောင်ကိုကြည့်ရတာပေါ့အကုန်လုံးဘယ်လိုလုပ်လဲပါလဲပေါ့စစ်ဆေးရတယ်ကြည့်ရှုရတယ်ကြည့်တဲ့အချိန်မှာထူးဆန်းတဲ့ဟာပါတွားတွေ့လဲဆိုတော့အမှအချင်းကြနေတဲ့သူတွေတချို့ကအမျိုးတော်နေတာတွားတွေ့တယ်ထောင်6ခုသွား6ခုလုံးမှာအမျိုးတော်နေတဲ့သူတွေရှိတယ်အဲ့တော့ तू အဲ့ဒါကိုသိကြလေ့လာချင်တာအဲ့ကနေစပြီးနောက်လာမယ့်နှစ်တွေမှာ तू လေ့လာနေရတယ် तू စာအုပ်ထုတ်လိုက်တယ် The Jukes a study in crimes pauperism disease and heredity အဲ့တော့အောက်က link နဲ့မှာအဲ့စာကိုကြည့်လို့ရတယ်အဲ့တော့ထူးဆန်းတာအဲ့ committee ရဲ့ဥက္ကဋ္ဌပေါ့နော်သူကတော့ကိုစားပြုသွားတာပေါ့တကယ်ဥက္ကဋ္ဌလုပ်တဲ့သူက Francis Wayland ဆိုတဲ့သူဖြစ်တယ်1826ကနေ1904မှာအသက်ရှင်ခဲ့တဲ့သူတယောက်ဖြစ်တယ်သူက Jonathan Edwards ဆိုတာလေ Puritan preacher ပေါ့နာမည်ကြီး American တကယ်တရားဟောဆရာဖျားလူပေါ့သူ့ရဲ့မြစ်ဖြစ်တယ်
အဲ့မြစ်ဖြစ်တဲ့သူ Francis Wayland ဆိုတဲ့သူဒီရှေ့နေဖြစ်တယ်ပညာသင်ပေးတဲ့သူဖြစ်တယ် Yale ဥပဒေကျောင်းရဲ့မဟာဌာနမှူးဖြစ်တယ် Dean ဖြစ်တယ်သူကထောင်တွေကိုပြုပြင်ပြောင်းလဲကိုကျင့်စာရိတ္တတင်ကြားပေးတာတွေခရိယန်ကျင့်ဝတ်တွေ Jonathan Edward ရဲ့ယုံကြည်ခြင်းနဲ့ဉာဏ်ပညာအကြောင်းတည်ဆောင်မှုပေါ့နော်စက္ကန့်နေတဲ့မြစ်ဖြစ်တယ်ပေါ့အဲ့တော့ तू ကအဲ့ဒီကော်မတီမှာလည်းဥက္ကဋ္ဌပေါ့ဒါပေမဲ့ तू ကိုယ်တိုင်လိုက်စစ်တာတော့မဟုတ်ဘူးစောနာ तू ကသွားရပြီပြုစုတာဒါလေးကိုနည်းနည်းလေးထည့်ပြောတာဘာလို့ Jonathan Edward အကြောင်းနဲ့ကျွန်တော်ပြောစရာရှိတော့အဲ့တော့အဲ့ဒီအချိန်မှာ Mass Duke ဆိုတဲ့လူတယောက်အကြောင်းသိစေချင်တယ် Mass ကသူ့နာမည်ဖြစ်တယ် Duke ကနောက်နာမည်ကိုပြောင်းလာတာနောက်နာမည်ကဘယ်သူပါဆိုပြီးတချို့ရေးရ resources တွေရှိရဲဒါပေမဲ့ကျွန်တော်မပြောချင်ဘူးဘာလို့ဆိုတော့ဒီလိုအကျဉ်းသားတွေအကျဉ်းကြတဲ့မျိုးရိုးတွေကိုလိုက်ရှာလို့မရအောင်သူကပြောင်းလာပေးတာမျိုးရိုးနာမည်ကိုသူကမျိုးနာမည်နဲ့အကုန်လိုက်လို့ရလို့လေအဲ့တော့ Mass Duke ဆိုတဲ့သူက1920မှာ Hudson Valley မှာမွေးခဲ့တဲ့သူတယောက်ဖြစ်တယ်စောနာလိုက်ရှာတာဘယ်နှခုနှစ်မှာလဲ1994မှာရရနော်သူကလည်းမျိုးဆက်တွေဖြစ်နေတာဒီ Mass Duke ဆိုတဲ့သူတယောက်ပေါ့အဲ့ဒီသူရဲ့မျိုးရိုး50ကိုလေ့လာတယ်စောနာထောင်မှာလိုက်လေ့လာတဲ့အရာရှိရအဲ့ဒီသူ Mass Duke ကဘာသာမဲဖြစ်တယ်အဲ့လိုပေါ့ဇာရိတာလည်းတိတ်တော့မကောင်းဘူးနောက်အဲ့လိုမျိုးအမျိုးသမီးမျိုးနဲ့ပဲသူအိမ်အောင်ကြတယ်နောက်ပြီးရင်ဒီဟိုပါပေါ့ all cal တွေသူအမျိုးသမီးကလည်းအဲ့ဒီဟိုဟာတွေလုပ်တယ်စုံတက်တွေအောက်လန်းဟာတွေလုပ်တယ်သူရဲ့မျိုးရိုးကနေနောက်ဆင်းသက်လာတဲ့50မှာ1200ရှိတယ်အဲ့1200ထဲမှာစောနာကသူကဘယ်လောက်လေ့လာလဲဆိုတော့940ကိုလေ့လာတယ်မျိုးဆက်50ထဲမှာပေါ့နော်940နဲ့နောက်အဲ့940နဲ့လက်ထပ်လိုက်တဲ့ family လို့ပြောလိုက်မယ်ဆိုလက်ထပ်လိုက်တဲ့သူ169ယောက်ပါတာပေါ့စုစုပေါင်းအဲ့အရာတွေလေ့လာတယ်အဲ့ records တွေကိုသူကရလို့တရားရုံး records တွေရဲဟို records တွေထောင် records တွေကနေအဲ့တော့ဒီထဲမှာသူပါသွားတွေ့လဲဆိုတော့310ဒီအရန်ဆင်းရဲတဲ့သူတွေဖြစ်တယ်အမြဲတမ်းအိမ်ပိုင်မရှိဘူးရွှေ့ပြောင်းပြီးတော့ဖြစ်တယ်လို့နေတယ်အင်မတန်ဆင်းရဲတယ်အဲ့တော့အဲ့သူတို့ရဲ့ဘဝနှစ်တွေအားလုံးပေါင်းလိုက်ရင်စုစုပေါင်းအဲ့လူ310ပေါင်းရင်2300နှစ်ပေါင်းလောက်ရှိတယ်နောက်ပြီးရင်အဲ့မျိုးဆက်ထဲမှာမွေးလာတဲ့ကလေး4ယောက်မှာ1ယောက်ဒီကလေးဘဝမှာအရန်ငယ်တဲ့ကလေးရွယ်မှာတင်သိတယ်ဟောကောင်းကောင်းကြီးမဆိုင်နိုင်လို့အရက်သမား100ကျော်ထွက်တယ်အဲ့ထဲကနေအရက်ကြောင့်ပြက်စီးတဲ့သူက440ဆိုလိုတဲ့တဲ့အရက်ကြောင့်ပြက်စီးရဆိုတာယောက်ျားအရက်တောက်လို့မိန်းမဒုက္ခကိုတယ်သားသမီးဒုက္ခကိုတယ်အဲ့ဒါပါထဲတွက်လာရင်440ရှိတယ်ပေါ့လေပြည်တစား190ပေါ့အမှုတက်ခံရရာဇဝတ်သား150ရှိတယ်9ယောက်ကလူသက်သမားတွေဖြစ်တယ်ပြန်မြ1073နှစ်ကြာတာပေါ့နော်အယောက်60ဒီ habitual thieves တွေအဲ့သူ့ရဲ့ paper ရှိရနော်ကျွန်တော်အကုန်ဖတ်တာသူ့ရဲ့မှတ်တမ်းအရင်ခေတ်ကမှတ်တမ်းနေတယ်အမြဲတစေခိုးတဲ့သူခဏလေးခိုးမိတာပြောတာမဟုတ်ဘူးအဲ့တော့နယူးယောက်ပြည်နယ်ကနေသူတို့ကိုထောင်မှာဒေါ်လာ1.5 သန်းကုန်တယ်အကျဉ်းသားတယောက်အတွက်ကုန်ကြစရိတ်တွေလေအဲ့ဒါတွေပေါင်းလိုက်မယ်ဆိုရင်ပေါ့အဲ့ခေတ်တုန်းကပေါ့ public welfare ဆိုအပြင်မှာလူမှုဖူလုံရေးပြန်လုပ်ပေးရတာပေါ့ပြန်ထွက်လာရင်အဲ့ဒါလဲ 1.25 million ကုန်တယ်ဒီနေ့ခေတ်နဲ့ပြောမယ်ဆို88 သန်းလောက်တောင်ကျော်နိုင်တယ်လို့ဒါကတော့တချို့တွေတွက်ချက်ကြတာပေါ့လေဒီနေ့ခေတ်ဒေါ်လာဈေးနဲ့တွက်လို့ရှိရင်ပြောချင်တာတိုင်းပြည်ကလည်းအကုန်ကြအများများတယ်ဒီလိုလူတွေအတွက်ဒီထောင်နေဆိုတာလေပတ်တယ်ဆိုအခွန်ဆောင်တဲ့လူတွေငွေနဲ့လေပတ်ရတာလေပြောချင်အဲ့လူတွေအတွက်ကိုကုန်ကြနေရတယ်အစိုးရသူတို့စီကမရတဲ့အပြင်အစိုးရကနေကုန်ကြနေတာပေါ့နော်โอเคအဲ့တော့ဒီအောက်ကဒီ link စီမှာအဲ့အကြောင်းတွေကိုလေ့လာလို့ရတာโอเคအဲ့တော့ဒီပုံလေးကိုကြည့်ရင်ဘာအောင်မြင်ရလဲရွေသုံးမျိုးလည်းဟုတ်တယ်မျိုးဆက်ကိုလည်းပြောတာဟုတ်တယ်နောက်ဘာကိုတွေ့ရလဲမျိုးဆက်ချင်းသာအဲ့တော့ Jonathan Edward ဆိုတဲ့လူဒီယောက်တောင်ပြောခြင်းနဲ့ဆောနာမစတူ99ခုနှစ်လေရောက်တော့ professional scholarly organization ကသူ့အကြောင်းလေ့လာဖို့ဆိုပြီးလေ့လာဖို့ဆိုတာဆောနာကသူနဲ့နှိုင်းယှဉ်ဖို့မဟုတ်ဘူးသူကသူဒီတရားဟောဆရာကြီးရဲ့အကြောင်းပေါ့သူမျိုးဆက်တွေအကြောင်းကိုကျေးဇူးတော်ချီးမွမ်းပြီးလုပ်ဖို့ပေါ့နော်အဲ့လာမဲ့နောက်တစ်နှစ်ပေါ့1898မှာလားအဲ့လိုမျိုးပေါ့အဲ့ပွဲမှာဖတ်ဖို့ဆိုပြီးလေ့လာဖို့လုပ်လိုက်တာအဲ့တော့သူဒီနာမည်ကြီးတဲ့ Puritan preacher ဖြစ်တယ် Puritan ကတော့ဒီမြန်မာနိုင်ငံမှာတော့သိသိမှာမဟုတ်ဒီမှာတော့နှစ်ချင်းတို့ဟိုဟာတို့ဂိုင်းရနာတွေပဲသိကြတော့လေအဲ့တော့ theology သမားဖြစ်တယ် Princeton University ရဲ့
president ဖြစ်တယ်ဥက္ကဋ္ဌဖြစ်တယ်သူက Sarah Pierpont လို့ထွက်မလား Pierpont လို့ထွက်မလားဆိုတော့အဲ့မျိုးသမီးနဲ့အိမ်အောင်ကြတယ်နှစ်ယောက်စလုံးကသူတို့ရဲ့ယုံကြည်ခြင်းတွေအသက်တာမှာအသက်ရှင်တဲ့ဖះကိုအနှံ့တဲ့ပုံနေနဲ့လူတွေသိကြတယ်အဲ့တော့သူ့ရဲ့မျိုးဆက်တွေလည်းအများကြီးရှိတယ်1394ယောက်ပဲမဟုတ်ဒါပေမဲ့အဲ့1394ယောက်ကိုလေ့လာလိုက်တာအဲ့ထဲမှာဘာထွက်လာလဲဆိုတော့ practically no law break ကဥပဒေချိုးဖောက်တဲ့လူတယောက်မှမတွေ့တာထူးဆန်းတာရဲမှတ်တန်းထောင်မှတ်တန်းလုံးဝမရှိဘူး American ဒုသမ္မတတယောက်ပါလာတယ် Aaron Barr လို့ခေါ်တယ်သူ့ရဲ့မြေကဒုသမ္မတဖြစ်နောက်တော့ American ရဲ့ဘန်နာရေးမှုပေါ့နော်တယောက်ပါတယ်အထက်လွှတ်တော်3ယောက်ပါတယ်ပြည်နယ်အုပ်ချုပ်ရေးမှူး3ယောက်ပါတယ်မြို့တော်ဝန်3အောက်လွှတ်တော်အမတ်ဆိုအများကြီးပဲဆောနာအပေါ်ကဒီဒုသမ္မတတို့ဘာလို့အကုန်လုံးပေါင်းလိုက်ရင်ဒီအစိုးရအမှုထမ်းတွေလုပ်လိုက်တယ်ဆိုအယောက်80ထွက်လာတယ်65ယောက်ရှေ့နေအယောက်100တရားသူကြီးအယောက်30တယောက်ဆိုရင်ဥပဒေအကြောင်းတစ်ကြောင်းရဲ့ဒင်းဖြစ်တယ်ဆရာဝန်ဆိုအယောက်60အမှစေးအကြောင်းတစ်ကြောင်းရဲ့ဒင်းတယောက်ပါတယ်အမှုတော်ဆောင်300ထွက်တယ်တရားသာသနာပြုဆရာဖြစ်တယ်စာရေးဆရာ60စာရေးဆရာနဲ့အဲ့ဒါစာအုပ်130တယ်အဲ့တော့စစ်တပ်မှာဒီရေတပ်ဖြစ်စာရှိလာတယ်285အောက်ထွက်လာတယ်အဲ့တော့ဆုံးဒီလာကြည့်တော့ ethics matters မျိုးရိုးဒီအင်မတန်အရင်ရေးကြည့်တယ်ဒါကိုကျွန်တော်ပြောချင်တယ်အဲ့တော့ဒါမျိုးဆက်ပေါ့နော်အဲ့တော့ကောင်းကြီးခံစားတဲ့ပုံလေးကျွန်တော်လုပ်ထားတာဖြစ်တယ်သခင်ယေရှုရဲ့မျိုးရိုးစင်ဆက်ကိုလေ့လာကြည့်မယ်ဆိုရင်ရှင်မာသဲ1ကိုကျွန်တော်တို့ဒီနေ့လေ့လာတာမာသဲအခန်းကြီး7အခန်းငယ်7နဲ့7နဲ့အဲ့ဒါအရင်ရေးကြည့်ရနော်မျိုးဆက်အရင်ရေးကြည့်တယ်အဲ့ဒါကိုကျွန်တော်ထပ်ပြီးပြောပြချင်တယ်အမလို့ကိုသားသမီးအိမ်အောင်ပြုတဲ့သူကဘယ်သူနဲ့အိမ်အောင်ပြုတယ်လဲဆိုတာအင်မတန်ရေးကြည့်တယ်အဲ့တော့ယေခေါနီဆိုတဲ့သူတယောက်ဂျခိုနာယာအဲ့တော့ဂျခိုနာယာပါနေတယ်အခန်းငယ်7နဲ့7ကိုဖတ်ရင်ကျွန်တော်ဖတ်ပြမယ်ဟေဇကိယောရှိသားယောယကိန်သည်ဘာဘူးလုံမျိုးတို့နေရာပြောင်းခါနီတွင်မြင်သောသားယေခေါနီမှစပြီးညီနောင်တစုဘာဘူးလုံမျိုးတို့ပြောင်းသည်နောက်တဲ့ယေခေါနီသားရှလသေလသားဇေရုဘဗေလသားအဗျူထားပါတော့โอเคကြော်သွားပြီကျွန်တော်ဖတ်တာအမှကျွန်တော်ပြောချင်တာယေခေါနီဆိုတဲ့သူတယောက်ပါတယ်သခင်ရှုဆွေစဉ်မျိုးဆက်ဆင်ရှင်မာသဲ1မှာဒီနေ့ကျောင်းသားတွေအကုန်လုံးလေ့လာပြီးသွားပြီထင်တယ်เนาะဘသူသားဘသူဆိုတာအာဗြဟံကနေစလိုက်တာသခင်ရှုအထိပေါ့เนาะအဲ့တော့ထူးဆန်းတာဒီသူ့ရဲ့မျိုးရိုးဟာကြိမ်ချင်းအမင်္ဂလာဆိုးရွားကြိမ်ခံထားရတဲ့မျိုးထဲမှာပါတယ်သူ့ကိုကြိမ်ထားတယ်အဲ့ဒါယေရမိ22မှာ prophet ယေရမိကြိမ်ထားရှိတယ်အဲ့ယေခေါနီဆိုတဲ့သူတယောက်ယေရမိအခန်းကြီး22တခန်းလုံးဖတ်ကြည့်တော့တွေ့ရလိမ့်မယ်ဣဇလံဒါပေမဲ့နောက်ဆုံးအဲ့ချိန်ချင်းပါလာတဲ့ကျွန်တော်ပြောချင်တာအခန်းငယ်30ဖြစ်တယ်ထာဝရဘုရားမိန့်တော်မူသည်ကဤမင်းကိုသားမရှိသောသူ၏၎င်းတစ်တလုံးမကောင်းစားသောသူ၏၎င်းရေးမှတ်လောသူ၏သားမြေးတစ်စုံတစ်ယောက်မှဒါဝိဒ်မင်းကြီးရာဇပလင်ပေါ်မှာထိုင်ရသောအခွင့်နဲ့ယူဒပြည်ကိုစိုးစံရသောအခွင့်မရှိရအဲ့တော့သခင်ယေရှုဒါဝိဒ်ရဲ့သားတော်လို့ခေါ်တယ်သခင်ယေရှုကအုပ်ဆိုးမဲ့သူဖြစ်တယ်ဒါဝိဒ်လိုမျိုးဒုတိယအချိန်ကြွလာရင်သူကမြေကြီးပေါ်မှာတရားဝင်အုပ်ဆိုးပါလေအခုချိန်မှာကောင်းကင်ကနေသူအုပ်ဆိုးနေတယ်အဲ့တော့သူ့မျိုးရိုးကနေစက်ခံတဲ့သူကအဲ့လိုမအုပ်ဆိုးရအောင်ပြောရတော့သခင်ယေရှုကအုပ်ဆိုးခွင့်မရှိဘူးဆိုတဲ့ပုံစံမျိုးဖြစ်နေတယ်အကျိန်မျိုးရိုးကြီးပါနေတယ်ဒါပေမဲ့ထူးဆန်းတာဒီရှင်လုကာအခန်းကြီး3မှာသခင်ယေရှုရဲ့မျိုးရိုးယောသက်ကနေမဟုတ်ဘဲနဲ့မာရိယာနေတင်လာတာရလားလောကမှာလေသခင်ယေရှုလူစားတိခံတဲ့အချိန်မှာယောသက်လေယောသက်ကနေမျိုးရိုးကအခုမဿဲရဲ့မျိုးရိုးရှင်လုကာရဲ့မျိုးရိုးကမေရိုမာရိယာနေသွားတဲ့မျိုးရိုးမေရိုမာရိယာလည်းအဲ့လိုဒါဝိဒ်မင်းမျိုးကပဲစဉ်းစားတာပဲထူးဆန်းတာဒါပေမဲ့နာသန်ဘက်ကိုသွားတယ်ဒါဝိဒ်ဟိုပေါ့နော်ဒါဝိဒ်ရဲ့သားတွေထဲမှာလေပြောချင်တာသားမတူတော့ဘူးပေါ့အဲ့တော့ယေခေါနီမပါတော့ယေခေါနီမပါတဲ့သူကဘီရင်မှာသားတွေအများကြီးရှိမလားဒါဝိဒ်မင်းမျိုးပဲမာရိတီဒါပေမဲ့ယေခေါနီမပါတဲ့မျိုးရိုးကနေသခင်ယေရှုကဆင်းလာတာအဲ့တော့သခင်ယေရှုကစက္ကန့်ပိုင်းဝင်ရှိတယ်ယောသက်ကြောင့်မဟုတ်ဘူးဘယ်သူကြောင့်လဲမာရိဘက်ကနေကြည့်မယ်ဆိုရင်အဲ့သခင်ယေရှုကိုမိန်းမရဲ့အမျိုးအနွယ် the seed of the woman လို့ခေါ်တာအရင်ထူးဆန်းတဲ့အရာတွေပေါ့နော်အဲ့တော့အတိတ်ပဲကျိုးပဲ့ခြင်းဆိုတာကဆောနာမျိုးရိုးအမင်္ဂလာဆိုတာမှန်မှုလားဆိုတော့ပန့်တယ်
ဒါပေမဲ့ရွေးနှုတ်ခြင်းကပြီးကြီးမာတယ်အဲ့တော့ယောဂတွေအကြောင်းစောနာပြောလို့ကျွန်တော်ဆရာဝန်ဆိုတော့အနေနဲ့လေးပြောပြအောင်မယ်နော်အဲ့တော့ဒီလူရဲ့ genetics တွေကဟိုဟာဖြစ်တယ်လေစောနာ DNA က cell တွေပွားတဲ့အချိန်မှာပုံစံတူပွားရတယ်ဟုတ်ပါမှားဖြစ်သွားတယ် cell တွေပွားတဲ့အချိန်မှာနောက်ပိုင်းစတိုက်အဲ့လိုဖြစ်သွားအောင်မူရင်းမကောင်းရင်မိတူအားလုံးလို့ဖြစ်သွားအောင်အမှယောဂတချို့ပါလာတာပေါ့မျိုးဆက်ခံတဲ့ယောဂတွေကအဲ့တော့ဥပမာဘယ်လိုမျိုးလဲဆိုရင် auto immune ယောဂတွေပေါ့နော် auto immune ယောဂကျွန်တော်အနောက်က background ဆိုတွေ့ရင်တော့ရက်ကွက်လမ်းပုံစံလောက်ထားတာဒါလူတွေရဲ့ဒီနေ့လူနေမှုဟိုပါပေါ့မျိုးအကြောင်းလေးလာလို့ auto immune ယောဂဆိုတာကကျွန်တော်ခန္ဓာကိုယ်ရဲ့ DNA ထဲမှာသူ့မှာစင်းရင်အကုန်လုံးရှိတယ်ခန္ဓာကိုယ်မှာဘယ် protein မျိုးစားရှိတယ်ဘာရှိတယ်သူပစ္စည်းကိုပစ္စည်းအကုန်သိတယ်ကျွန်တော်ခန္ဓာကိုယ်ကယောဂပိုးဝင်လာပြီးဆိုဒီယောဂပိုးကကျွန်တော်ခန္ဓာကိုယ်ကမဟုတ်ဘူးဆိုတော့သူကကိုယ်ခံအားတိုက်ခိုက်တယ်ဒါပေမဲ့တချို့ကလူမျိုးအမှားအယွင်းရှိသွားစင်းရင်မစုံဖြစ်သွားတာလူအစ်စ်တွေလက်တွေမှာပါတဲ့အမျိုးအစားပေါ့နောက်ပြီးနှလုံးမှာပါတဲ့ဟာသူ့စင်းရင်ထဲမှာပျောက်နေတယ်ပျောက်နေတော့ဘယ်လိုဖြစ်လာလဲဆိုတော့တကယ်တမ်း तू ကယောဂပိုးတိုက်ခိုက်ဖို့ကိုခံထုံးရင်လေအဲ့ကိုခံကယောဂပိုးတိုက်တယ်လို့ဒီအစ်စ်တွေကိုမသိဘူးလေချားဟာလို့ထင်နေတာကိုခံကစစ်ကိုတိုက်ခိုက်တာအမှလီဘတ်နာယောဂအမျိုးမျိုးတွေဖြစ်လာတယ်အဲ့တော့အဲ့လူတွေကဘယ်လိုစီးရလဲအတက်တိုင်းဆုံးအေးမမီအောင်ပိုးမဝင်အောင်နေရပါကိုခံကထွက်လာလေသူကပိုခံရလေကိုခံကများအေးမီရဲ့ယောဂပိုးကကိုခံရတွေပိုတက်လာတယ်လေတိုက်ခိုက်ကိုထွက်လာတော့သူကပိုခံရနောက်တစ်ခုကတချို့အရန်ဆိုရဲဆိုကိုခံအားကိုချရတဲ့ steroid တွေတောက်ထားရတယ်ကိုခံအားကိုချရတဲ့ဟာတောက်ရတယ်ဆိုတော့ဘာလို့ကိုခံအားမရှိမှသူကနေလူကောင်းတယ်လို့တော့ပြန်ဖြစ်နေတယ်နော်အဲ့တော့အဲ့အရာတွေကဆွမ်းနာ genetic မျိုးအမှားတွေ brokenness တွေကျိုးပဲ့ခြင်းတွေအမေကျိုးပဲ့ခြင်းတွေအတွက်ဖျားသခင်ရွေးနှုတ်ခြင်းတာရွေးကြီးမားတာကိုတွေ့ရတယ်အဲ့မသက်အခန်းကြီး1ဒီနေ့ကျွန်တော်သင်တဲ့ဒီရှင်မသက်အကြောင်းကိုသင်ပါဦးအခန်းကြီး1အကြောင်းပဲကျွန်တော်သွားနေတာရှင်မသက်1မှာတော့မှယောသက်ဒီမာရီကိုတိတ်ဆိတ်စွာစွန့်ခွာမယ်သူတို့ရဲ့ထိန်းဟိုပါပေါ့နော်ဟိုပေါ့သူတို့ process မှာလေစေးဆက်တာကိုခတူးပါလို့ခေါ်တယ်သူတို့စေးဆက်တာပြမင်္ဂလာပွဲကျင်းပါတယ်ပေါ့လူရှိမှာသူတို့ရဲ့ process ကဒီလိုမျိုးစေးဆက်တယ်ဆိုတဲ့အိပ်ပြသွားတင်တောင်းတာပေါ့ right price ဆိုတာရှိတယ်တချို့ကဒီတင်တောင်းတဲ့ထုံးစံယူတော့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့သူအဲ့လိုထုံးစံတော့ရှိတယ်သူကတန်ဖိုးထားမှုကိုပြတာဖြစ်တာပေါ့နော်ဒီယောက်ျားလေးကဒီမိန်းကလေးကိုတန်ဖိုးထားတယ်ဆိုတဲ့အရာကိုဟိုပြတာပေါ့နော်အဲ့တော့ထားပါတော့ကောင်းရမြူးရတယ်ပေါ့အဖေတို့မိတို့ရောက်လာပြီးတော့သူတို့သမီးပြီးပါရစီမှာတရားဝင်သွားတင်တောင်းတဲ့အချိန်မှာအမှသူတို့လောက်ရတဲ့ process တွေရှိတယ်ပေါ့နော်ခတူးပါဆိုတာအခုကျွန်တော်တို့ရန်ကုန်မှာဆိုရင်ဂျူးဖျားเจ้าလေအဲ့တိန်ကြီးစေးနာမှာလေမြို့ထဲမှာဖျားเจ้าမှာသွားရင်အဲ့ခတူးပါပုံတွေရှိတယ်အဲ့တော့ခတူးပါဆိုတော့လုံးဝတရဝင်ဖြစ်တယ်ဥမာထားပါတော့နောက်တစ်နှစ်လားနှစ်နှစ်လားအဲ့ကြမှာမင်္ဂလာပွဲကျင်းပမှာပေါ့နော်ဒါပေမဲ့စေးဆက်လိုက်ပြီဆိုတော့အဲ့တရားဝင်မယ်အတိတ်ပဲဘာလဲဆိုစေးဆက်တာကိုဖျက်ရင်ကွာရှင်းတယ်လို့ပဲသတ်မှတ်တာသူတို့ထုံးစံအဲ့လောက်ထိသေးကြတာမပေါင်းဖော်သေးဘူးအတူတူမနေဘူးမိဘအိမ်မှာပဲနေရတယ်အမှကောင်လေးကပြင်ဆင်ရတယ်ပတ်စံစုရတယ်နောက်မှအိမ်ခွဲနေတာပေါ့နော်စစချင်းအဖေအိမ်မှာနေဖို့တခန်းငါအဖအိမ်နိုင်နေစရာအခန်းတွေကိုပြင်ဆင်နေဆိုတာလေအဲ့နီးရမအောင်လောက်တာပြီးတော့မှထိန်များဆောင်နေမို့တစ်ချိန်ညမှလောက်ရတာအဲ့ဒါမတိုင်ခင်မပေါင်းဖော်အောင်မာရီနဲ့ယောသက်ကအဲ့လိုမျိုးအစီအစဉ်ဖြစ်တယ်ခတူးပါလုပ်ပြီးသွားပြီမင်္ဂလာပွဲမကျင်းပသေးဘူးမပေါင်းဖော်သေးဘူးဒါပေမဲ့ကိုဝင်ရှိနေတယ်ဆိုတော့သူ့အနေနဲ့ဒါကွဲရမှာပေါ့နော်ဒါပေမဲ့လူရှိမှဆိုအဆက်ကွဲမှသူကစိုးရိမ်တယ်သူတော်ကောင်းသူကဖြစ်တယ်သူယူလို့မသိဘူးဒါသူတော်ကောင်းဖြစ်တယ်ဒါယူလို့မသိဘူးအဲ့တော့တိတ်ဆိတ်စွာနဲ့ပဲကွဲမှာပေါ့ secret divorce ခေါ်တာပေါ့နော်တိတ်ဆိတ်စွာစွန့်ပယ်တယ်ဆိုတာအဲ့လိုမျိုးသူကစဉ်းစားနေပြီဒါပေမဲ့စဉ်းစားနေတဲ့အချိန်မှာဘုရားသခင်ကသူ့ကောင်းကင်တမန်နော်ကောင်းကင်တမန်သူအိမ်မက်ထဲမှာခဏပေါ်လာတာရှိရလေဆိုတော့အဲ့လိုအိမ်မက်အားဖြင့်သူ့ကိုစကားပြောတယ်ခဏလေးနော်နားလေအခန်းငယ်20မှာတွေ့ရတယ်နော်ထာဝရဘုရားရဲ့ကောင်းကင်တမန်သည်ထင်ရှား၍အိမ်မက်ထဲမှာထင်ရှားတာနော်20ကိုဖတ်ကျင်တွေ့လိမ့်မယ်နော်အဲ့တော့ဒီမှာဒါဝိဒ်အမျိုးယောသက်သင်ခေမိုမာရီကိုထိန်းသိမ်းရမည်အခုမစိုးရိမ်နဲ့ဣဗရေညင်သည်တန်ရှင်သောဝိညာဉ်တော်ကြောင့်ဖြစ်โอเคအဲ့တော့ပြောရမယ်ဆိုလူရဲ့အတွေးခေါ်အကြံစီကိုတဘာဝလွန်အရာကအမြဲလွှမ်းမိုးလိုက်တာဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတခါလေယောဂဖြစ်ရင်ဘယ်လိုကုမလဲပြဿနာတွေကိုဘယ်လိုဖြေရှင်းမလဲဘာတွေလုပ်မလဲစောနာပေါ့မြူယူဗီဇာမှာဟာ
ငါတို့မျိုးထဲမှာဘလူတွေပါနေတယ်ဘလူလုံးမလဲဆိုတဲ့အရာတွေအားလုံးတဘာဝလုံးဖရားရဲ့တကူတာဖြည့်ရှင်းနိုင်တာဖြစ်တယ်အဲ့ဒါကိုကျွန်တော်မြင်စီခြင်းနဲ့ရှင်မတဲ့တစ်ကိုကျွန်တော်တင်တဲ့အချိန်မှာပေါ့နော်အဲ့တော့တုတ်တန်ကျမ်းမှာပါလဲတုတ်တန်ခန်းကြီး30အခန်းငယ်21ကနေ23တယောက်လောက်ဖတ်ပေးပါလားလောကကိုတုတ်တန်ခန်းကြီး30ခန်းငယ်21ကနေ23မြေကြီးကိုဝင်တော့တော့ မြေကြီးကိုပြော ဟုတ်တယ် ခံနိုင်တော့အရာလေးပါဟုမူကားမင်းပြုတော်ကျွတ်တပါဝါစွာစားရတော်လူမိုက်တပါလက်ထက်တော်မိမဆိုတပါခင်မဥစ္စာကိုအမွေခံရတော်ရှင်မတပါသည် မိမဆိုးဆိုတာဆိုးရွားတဲ့ဒီမှာ unloved woman လို့ရေးတာ English ဆိုတာအချစ်မခံတဲ့မိန်းမပေါ့ဘဝဆိုးတဲ့သူပေါ့ trauma တွေတအားများလေလက်ထက်လိုက်တော့အိတ်တောင်က disaster ဖြစ်ကုန်ပဲအဲ့တော့ပြောလို့မျောလင်းချက်မရှိပြတာမဟုတ် trauma ကုသရမှာပေါ့နော်အဲ့တော့အမှဘာလဲဆိုတော့မင်းဖြစ်သောကျွန်တစ်ပါးဆိုတာရှိတယ်မင်းဖြစ်တဲ့ကျွန်တစ်ပါးတချို့လူတွေကအုပ်ချုပ်တဲ့သူဖြစ်လို့မရတာအကြီးအကဲဖြစ်လို့မရဘူးပဲနေရာမှာမှဘာလို့မျိုးဆက်မှာပါလာလို့ဒါအဲ့လိုနေနာမဟုတ်ဆောနာရီခေါနီကိုကြိန်နေဆိုတာဒီတိုင်းကြိန်တာမဟုတ်တချို့သူတွေကအုပ်ချုပ်တဲ့သူဖြစ်လာရင်ကဘာကြီးကိုမှောက်လာမယ်မွေနောက်မယ်ဆိုတဲ့သူတွေကရှိတယ်ဒီလိုပြောပြချင်တာโอเคဒီနေရာမှာခွဲခြားပြီးပြောတာမဟုတ်အဲ့တော့ပြောချင်တာဆောနာမျိုးဆက်ကြိန်စားတွေဆိုတာသူ့အကြောင်းရင်းနဲ့သူရှိရဲဆိုတော့ပြောပြချင်တာပွိုင်းအောင်မြင်မိတယ်နော်နောက်တစ်ချက်သွားမယ်ဒါဘာတူလဲဒီလားရုပ်ကလေးကိုမြင်ဘူးလား yes American သမ္မတ John F Kennedy ဒီတော့တော့အထက်လွှတ်တော်ပဲဖြစ်နေတယ်မယူရသေးသူအမျိုးသမီးတွေအဲ့တော့ဆေးဆက်ပြီးတဲ့အချိန်ဓာတ်ပုံရိုက်ထားတာဆေးဆက်တဲ့အထိမ်းအမှတ်နေလားသူတို့ဓာတ်ပုံရိုက်ကြတာနော် American သမ္မတလောက်ကြံခန်းတာလေနောက်သမ္မတဖြစ်ပြီးတဲ့အချိန်မှာလေဟာသူတို့ကားပေါ်မှာထွက်ပြီးလူတွေလက်ပြနေတော့စနိုက်ပါပြစ်သွားတာသူယောက်ျားကိုပြစ်သွားတာကလေးတွေရောသူရောကြံရဲ့အဲ့တော့ American သမ္မတ John F Kennedy အရန်တော်တဲ့သူတယောက်ဖြစ်တယ်အဲ့တော့ Kennedy ကျင်းစာဆိုတဲ့အရာကိုပြောပြချင်တယ်အဲ့ဒါကမီဒီယာတွေမှာရောဒီနေ့လူတွေမှာနာမည်ကြီးပေါ့ဒီအရာကိုသုံးကြတာပေါ့နော်အဲ့ဒါဘာလဲဆိုရင်အချိန်မတန်ခင်ဆိုးရွားတည်ကြတယ် accident တွေဖြစ်တယ်လောက်ကြံခံရတယ်တခြားအရာတွေဖြစ်တယ်ပေါ့ကနေဒီမိသားစုသူတို့မိသားစုကအမေရိကန်နိုင်ငံကြီးမှာအရန်နာမည်ကြီးတဲ့မိသားစုဖြစ်တယ်အဲ့တော့ဘယ်ကနေစရလဲဆိုတော့သူတို့အဖေကနေစတာပေါ့ Joseph P Kennedy Senior ဆိုတာသူကစီးပွားရေးသမားကြီးပေါ့တထေးကြီးပေါ့ပြောရမယ်ဆိုအမေရိကန်မှာသူ့ရဲ့သားစဉ်မြေးဆက်တွေပေါ်မှာတက်ရောက်တာအဲ့တော့ပြောရမယ်ဆိုသူတို့မိသားစုနဲ့နီးနီးကပ်ကပ်နေတဲ့မိတ်ဆွေတွေပတ်သက်တဲ့သူတွေအမျိုးတွေပေါ်မှာပါသွားတက်ရောက်တယ်နိုင်ငံရေးကလှုပ်ကြံတာတွေလင်းပြတ်ကြတာတော့အများဆုံးပေါ့အားလုံးနဲ့မှာအဲ့တော့ဘယ်လိုမျိုးလဲလို့ပြောပြမယ် first အဲ့တော့အမ Ted Kennedy ဆိုတဲ့သူတယောက်ပေါ့တခါပြဿနာတစ်ခုအဲ့ကား accident ကိစ္စတစ်ခုပြောပြမယ်အဲ့ဖြစ်ပြီးတဲ့အချိန်မှာသူပါပြောလဲဆိုရင်တကယ်ကိုဆိုးရွားတယ်ချိန်ချင်းတဲ့ကနေဒီအောက်မှာတက်ရတယ်ဆိုတော့ဒါပထမမျိုးဆက်ကိုပြောမယ်ဆောနာတထေးရဲ့တထေးကြော်ရဲ့ပထမသားသမီးတွေပေါ့ဂျိုးဆက်ပီကနေဒီဂျူနီယာသူ့အဖေကစီနီယာဆိုသားဂျူနီယာပေါ့နော်ဒုတိယအဆင့်မှာလီယင်ကွဲသွားတယ် secret mission လုပ်နေတဲ့အချိန်မှာအင်္ဂလန်မှာဩဂတ်14မှာရက်တွေပါရေးတာ1944ဆိုအသက်ဘယ်လောက်ရှိတယ်ဆို25 35 30မပြည့်သွားဘူးလေ29နှစ်မှာလီယင် accident နဲ့သူသားထေးသားအကြတော့သူ့သမီးရဲ့ယောက်ျားပေါ့ William Cavendish လို့ခေါ်တယ်ကက်သလင်းကနေဒီကိုလက်ထပ်ထားတာဂျာမန်စနိုက်ပါပြစ်တက်ပလိုက်တယ်အဲ့တော့သူ့သမီးကြတော့ဘာဖြစ်သွားလဲပြင်သစ်မှာလီရင်ပြတ်ကြပြီးသေးတယ်1920ကနေ1948မှာအသက်ဘယ်လောက်လဲ28နှစ်မှာနောက်တော့ John F Kennedy ဆောနာပြောတဲ့သမ္မတလေသမ္မတ John F Kennedy ကဘယ်လိုသိလဲ35ရောက်မြောက်အမေရိကန်သမ္မတဖြစ်တယ်ဆောနာလိုပဲကားပေါ်ကနေလူတွေကိုနှုတ်ဆက်နေတဲ့အချိန် Texas ပြည်နယ် Dallas မြို့မှာနိုဝင်ဘာလ22ရက်နေ့မှာတည်သွားတယ်အသက်တော့ဘယ်လောက်ရှိလဲသူကြတော့40ရောလေအဲ့တွက်တက်လား20ခွန်30ခွန်40ခွန်50ခွန်60ခွန်တော့မရောက်လိုက်ဘူးအသက်50မပြည့်လိုက်ဘူးโอเค
နောက်တော့ Robert F Kennedy သူညီပေါ့အထက်လွတ်တော်အမတ်ဖြစ်တယ်သမ္မတဖြစ်တောင်မှဝင်ပြိုင်နေပေါ့နော်ဝင်ပြိုင်နေဆိုတော့မဖြစ်လိုက်သေးဘူးနော်ဝင်ပြိုင်တာအဲ့တော့သူကဘာမှလဲ Los Angeles ရဲ့ Ambassador Hotel မှာအပြစ်ခံရတယ် California primary မှာ California ပြည်နယ်မှာ primary ဆိုတာကကိုယ့်ပါတီထဲမှာဘယ်သူဝင်ပြိုင်မလဲဆိုတော့ပြန်ရတာလေအဲ့ဒါနိုင်ပြီးရဲ့အချိန်မှာပြစ်တက်ခံရတယ်နောက်နေ့ကျတော့တည်သွားတယ်ချက်ချင်းတော့တည်တာမဟုတ်နောက်နေ့ကျတော့တည်သွားတယ်နောက်တစ်ခါ Atalia Ponce Linsley ဆိုတဲ့သူက Joseph P Kennedy Jr နဲ့ date လုပ်တယ်တရား date လုပ်နေတဲ့တရားဆိုဘယ်သူရည်စားလဲဆိုတော့ရည်စားလို့ပဲပြောလို့ရမယ်เนาะ Joseph P Kennedy ဒုတိယလေးပြကြတယ်တယောက်ကရောအိမ်မှာပဲအသက်ခိစ္စကိုတန်းပြောမယ်ဆိုသူကအထက်လွတ်တော်အမတ်ဖြစ်တယ်ဆောနာကာစီနန်ကိစ္စမှာတခါပါတယ်နော် brain cancer နဲ့တည်သွားတယ်ကာစီတန်မှာတော့သူလွတ်တယ်ဒါပေမဲ့နောက်တခြားသူဖြစ်တာရှိသေးတယ်ဒါပထမမျိုးဆက်ဖြစ်တယ်ဒုတိယမျိုးဆက်ကဘယ်သူတွေရှိလဲဆိုဆောနာ GFK တို့ RFK တို့ရဲ့သားသမီးတွေပါတာပေါ့အဲ့တော့တမရာကြီးရဲ့ကနေဒီရဲ့သမီးပေါ့ Arabella Kennedy ဆိုတာမွေးရနဲ့တည်သွားတယ်နောက်တစ်ခါ Patrick Bouvier Kennedy ဆိုတာ John F Kennedy ရဲ့သားပေါ့ကလေးရွယ်မာတွေကအသက်ရှူပြဿနာဖြစ်ပြီးတော့2ရက်အကြာမှတည်သွားတယ်နောက်တစ်ခါ David A Kennedy ဆိုတာ Robert F Kennedy ရဲ့သားပေါ့သူကကျတော့ဘယ်လိုတည်လဲဆိုရင်မူးယစ်ဆေးလွန်သွားတယ် drug overdose နဲ့တည်တယ်နောက်တော့ Michael Lemoy Kennedy လား Robert F Kennedy ရဲ့သားပဲ skate စီးတာ skiing လေရေခဲ skate တွေပါစီးကြတယ်မလားဟုတ်သူအမှတစ်ပင်နဲ့စောင့်မိပြီးသေးတယ်နောက် John F Kennedy Jr တဲ့သူ့မိန်းမနဲ့အတူတူတည်သွားတယ်သူညီမရောပါတယ်ဘာဖြစ်လို့လဲလေရင်အမှလေရင်သူကိုယ်တိုင်မောင်းတဲ့လေရင်ကအမှပြတ်ကြတာပေါ့နော်နောက်တစ်ခါ Kara Kennedy ဆိုတာက Ted Kennedy ရဲ့သမီးနှလုံးယောဂနဲ့တည်တယ်နောက်တစ်ခါ Mary Richardson Kennedy ဆိုတာ Robert F Kennedy Jr ရဲ့အမျိုးသမီးပေါ့နော် suicide လုပ်ပြီးတည်တယ်အခုဒီ RFK Jr ကသမ္မတ Trump စီမှာကျမ်းမာရေးဝန်ကြီးလေသူ့ရဲ့အမျိုးသမီးပေါ့အဲ့တော့ third generation ကိုကြည့်မယ် Sao ဘာလို့ထွက်မလဲ Saurus လားဘယ်လိုထွက်မလဲတော့မသိဘူးเนาะ Saurus ဆဲလို့ပဲထွက်မလားเนาะဆရာမကြီးပေါ့နော် Kennedy Hills ပေါ့ Robert F Kennedy ရဲ့ညီမလေးပေါ့အဲ့လိုပဲ drug overdose ဖြစ်သွားတယ်သိတယ်နောက်တစ်ခါ Maeve Kennedy McKeans Robert F Kennedy ရဲ့ချွေးမလေးပဲပျောက်သွားတယ်ပေါ့နော်သူ့သားနဲ့အတူဟိုဟာကနူးလေကနူးစီညနောက်မှသူတို့ခန္ဓာကိုယ်တွေကိုပြန်တွေ့တယ်ပေါ့သူတို့ကရင်းနေပြီးသေးတယ်ပေါ့တခြားကိစ္စတွေဘာဖြစ်တယ်လဲဆိုတော့ဆောနာဟို Ted Kennedy အကြောင်းကျွန်တော်ပြောပြလေကာလွတ်သွားတယ်နောက် brain cancer နဲ့တည်တယ်ဆိုတာသူဘာဖြစ်သေးလဲဆိုလေရင်လည်းပြတ်ကျသေးတယ်အဲ့တုန်းကသူကဟို survive ဖြစ်သွားတယ်မတည်ဘူးပေါ့ pilot လည်းတည်တယ်သူနဲ့အနီးကပ်နေတဲ့သူတယောက်လည်းတည်တယ်သူတို့ကဘယ်သွားနေရဆိုလေရင်နဲ့ Democratic State Convention သွားနေတာ Springfield မှာအဘာတီချန်ပေါ့ Massachusetts ကပန်တီချန်မှာအဲ့တော့သူ့ကိုဒီအထက်လွတ်တော်အမတ်ကြီးကိုဝိုင်းဆွဲတာပေါ့ဒီအပျက်စီးပုံတွေတဲ့ကနေဆေးရုံမှာ9လနေရတယ်ခါယူကျိုးတာတို့ဒီအဆုပ်ပေါက်သွားတာတို့နံရိုးကျိုးတာတို့အထဲထဲမှာသွေးထွက်တာတို့အဲ့ဒါတွေကုလိုက်ရတယ်အဲ့ဒါပြီးလဲပြီးတော့ငါတို့သဘောမကျတဲ့သူတယောက်ယောက်ရှိတယ်ဆိုပြီးသူကပြောတယ်နောက်1969မှာဆောနာပြောတဲ့ကားအက်ဆီဒန့်လေသူကိုယ်တိုင်မောင်းတာတရားပေါ်ကနေပြုတ်ကျတာအဲ့တော့အဲ့ကားမှာပါလာတဲ့သူတည်တာပေါ့သူတော့လွတ်သွားတယ်အမှသူဆောနာပြောရဲဆိုတာလေသူတို့ကနေဒီတွေပေါ်မှာချိန်ချင်းများရှိတာဆိုနောက်ပိုင်းသူအုံနောက်ကင်ဆာနဲ့တည်ရလေဒါတခြား incident တွေပေါ့နောက် Joseph P Kennedy 2ပေါ့ Jeep ကားမောင်းနေတာအမှကား accident ဖြစ်တာအမှ Pam Kelly ကအောက်ပိုင်းတည်သွားတဲ့ဟာတွေနောက်သူ့ရဲ့ညီအကိုတော်ရဲ့ David A Kennedy ကလည်းA Kennedy ကလည်းဒဏ်ရာရသွားတယ်ဆိုတဲ့အကြောင်းနေနောက်တစ်ခါ William Kennedy Smith ပေါ့အဲ့တော့ဒီမှာအမှုကင်းဖြစ်တဲ့ကိစ္စတွေနောက်ပြီး US Congressman Patrick J Kennedy အဲ့တော့ဒီ
ကားတိုက်တဲ့ကိစ္စတွေเนาะဒီ DR တွေအများကြီးရေးရပါတယ်โอเคအဲ့တော့ Kennedy disabilities ဆိုတာနောက်တခြားယောဂတွေပေါ့အမှလွယ်လွယ် mood swing တွေ seizure တွေနောက်ယောဂတွေပေါ့เนาะဘလိုတွေဒါကြည့်တော့အရင်မှဒီလိုတွေဖြစ်နေတာအများကြီးရှိတယ်တယောက်ပြီးတယောက်ဖြစ်တာဟိုတယောက်ဖြစ်ပြန်ပြီဒီတယောက်ဖြစ်ပြန်ပြီဘယ်သူကလေရင်ပြတ်ကြပြန်ပြီအဲ့ဒါကို Kennedy ချိန်စာဆိုပြီးကွာပေါ်မှာခေါ်ကြတာပေါ့เนาะအဲ့တော့ဒီ DR တွေရှိတယ်ကျန်းစာမှာ Eli နဲ့ပတ်သက်ပြီးတော့မှကျွန်တော်အဲ့ဒါဖတ်ပြချင်တယ် Eli မိသားစုနဲ့ပတ်သက်ပြီးတော့မှ prophet ကချိန်ထားတယ်ဘာလို့လဲဆိုတော့အကြောင်းရင်းအားလုံးလည်းသိပါပါเนาะဓမ္မဆိုရင်ပထမဆောင်အခန်းကြီးနဲ့မှာပါတယ်เนาะသူသားတွေကိစ္စလေးဒါဟွာဆိုးရွားတဲ့အရာတွေဖြစ်တဲ့အတွက်ကြောင့်ဘလို့ချိန်စာဖြစ်လာလဲဆိုရင်ကျွန်တော်ဖတ်ပြမယ်เนาะမြန်မာလိုတင်းအမျိုးတွေအိုတော်သူတရားမှမရှိစေခြင်းကတင်းလေယုံနဲ့တင်းအဆွေမျိုးလေယုံငါဖျက်ရတော့ချိန်ကာလရောက်လိမ့်မည်အသက်တူတူနဲ့ပဲသိရမယ်သူအမျိုးကဣသရေလအမျိုးငါပြီးတော့စီးစိမ်ရှိရာအိမ်ပေါ်မှာဘေးဥပတ်ရောက်ကြောင်းကိုတင်မြင်ရလိမ့်မည်တင်းအမျိုးတွေအိုတော်သူတရားမှအစင်မရှိရအခုဒီပုံစံမျိုးဖြစ်နေတယ်ဒီမှာဒါတော့အခုလက်ရှိကျမ်းမာရေးဝန်ကြီးပေါ့ Robert F. Kennedy 82နှစ်ရှိပြီအရန် strong ဖြစ်တာသမ္မတ Trump သူကျမ်းမာရေးဝန်ကြီးခန့်တဲ့သူကကျမ်းမာနေမှရမှာဆိုတော့အရင် American သမ္မတရဲ့ John F. Kennedy ရဲ့တူတော်တာပေါ့နော်တူတော်တယ်သူ့အဖေကလည်းအသက်ခံခဲ့ရတယ်သူ14နှစ်ပဲရှိသေးတယ်သူနဲ့ညီအကိုတော်ရဲ့သူကလည်း drug overdose နဲ့တည်တယ်ဆောနာ skate CB တည်တယ်ဆိုတဲ့ဟာလေအဲ့ဒါတွေကသူနဲ့ညီအကိုတော်တာသူကိုယ်တိုင်မူရစ်စီငယ်တော့သုံးခဲ့ဘူးလေဒါပေမဲ့ပြန်လွတ်မြောက်သွားတယ်နိုင်ငံရေးစေဝါဆိုင်ရာလူမှုရေးဆိုင်ရာအငင်းပွားပွဲရတယ်ပေါ့နော်အများကြီးပေါ့ဒီကာကွယ်ဆေးထိုးတာနဲ့ပတ်သက်ပြီးနိုင်ငံရေးနယ်ပယ်မှာတော့အတိုက်အခံတွေသူအများကြီးတွေ့ရတယ်ဆောနာသူ့ရဲ့အမျိုးသမီးဒုတိယအမျိုးသမီးဒုတိယအိမ်တော်ပေါ့ကိုကိုတက်တည်သွားတယ်ဆိုတာလေဒါပေမဲ့ထူးဆန်းတာကသူပြန်အသက်ရှင်နေတာဒီသူဒီလိုလုံနိုင်တာဒီမျိုးဆက်ချိန်စာကိုချိုးဖျက်လိုက်နိုင်တယ်လို့ပြောကြတယ်ဘာဖြစ်လို့လဲဆိုတော့သူကိုယ်တိုင်မူရစ်စီကနေလွတ်မြောက်လာတယ်နောက်ပတ်ဝန်းကျင်သဘာဝပတ်ဝန်းကျင်အတွက်လည်းသူကလုံးဝရက်တည်နိုင်တယ်တကယ်ကောင်းတဲ့အရာပေါ့နော်နောက်ပြီးဒီနိုင်ငံရဲ့နိုင်ငံရေးမှာလည်းသူကအခုလက်ရှိလုပ်နေတယ်အဲ့တော့သူကတကယ်ကိုဒီမှာရွေးနှုတ်ခြင်းကိုပြန်တွေ့ရဆိုပြီးတချို့ကမှတ်ချက်ပေးကြတယ်အဲ့တော့ epigenetic အကြောင်းနည်းပြောမယ်ဆောနာ genetic တွေအကြောင်းသင်ပြီးွားရင်မျိုးရိုးအကြောင်း epigenetic ဆိုတဲ့ဟာကိုပြောမယ်ဆိုရင်လူမှာကောင်းတာဖြစ်စီမကောင်းတာဖြစ်စီဆောနာပါလာရင်နှစ်ဖက်ကနေပါလာလို့ပြောရလေတခုကလွှမ်းမိုးသွားတယ်တခုကတိမ်မြုပ်သွားတယ်လေကျွန်တော်ပြောလို့သပင်အယောင်လေကျွန်တော်တကယ်ချင်းမှာကိုကသပင်အနက်သူ့မျိုးသမီးကအဝါကလေးကဘာလို့နှက်လာလဲအဝါဓာတ်ကမြုပ်သွားတာမရှိတော့မဟုတ်ရှိနေတယ်မြုပ်နေတာဟိုကပေါ်နေတယ်ဆိုတော့ပေါ်တဲ့ဟာကို dominant genes လို့ခေါ်တာပေါ့တိမ်မြုပ်နေတဲ့ဟာကို recessive genes လို့ခေါ်တယ် epigenetic ဆိုတာကအဲ့ gene expression ကိုလေ့လာတာပြောရမယ်ဆိုဒီအခန်းထဲမှာမီးနှစ်ခုရှိမယ်ခလုတ်နှစ်ခုရှိမယ်ဆိုရင်တစ်ခုကိုပိတ်မယ်တစ်ခုကိုဖွင့်ထားမယ်ဆိုတစ်ခန်းထဲမှာလွှမ်းမိုးနေတဲ့မီးကဘယ်ကလာလဲဖွင့်ထားတဲ့မီးကပဲလာမှာပေါ့အဲ့တော့ဖွင့်ထားတဲ့မီးဒီ turn on လုပ်ထားတာပိတ်ထားတဲ့ဟာဒီ turn off လုပ်ထားတာဒီလိုပြောရင်နားလည်မလားလူမှာ gene ဒီမတူညီတဲ့ gene နှစ်မျိုးပါဆိုတစ်ခုက turn on လုပ်ထားတယ်ဆိုရင်အဲ့တစ်ခုကအလုံးလုံးနေတာနောက်တစ်ခုက turn off ဖြစ်နေတာအလုံးမလုံးဘူးမရှိတာမဟုတ်ရှိနေတယ်ဒါပေမဲ့စောနာလိုစန့်ကျင်မှာဟာကြီးကတော့ရုတ်တရက်ကောက်ပွင့်လာပြီးသပင်အယောင်ပြောင်းသွားတယ်မျိုးကတော့မရှိပါဘူးဒါပေမဲ့တခြားသောအရာတွေယောဂတွေပါတယ်ပေါ့ဥပမာကျွန်တော်နမူနာပြပြမယ်စောနာလိုစီးကြိုပေါ့မိဘစီးကြိုရှိလို့သားသမီးကစီးကြိုမွေးလာရရှိပြီမဟုတ်ဘူးအဲ့ဒါမြုပ်နေတာမိခလုတ်ကလေးကပိတ်နေတာ turn off အသက်40ကျော်50ကျော်အရွယ်ကြမှာတယောက်ကကောက်ဖွင့်လိုက်တာဘယ်လိုမျိုးကောက်ဖွင့်လိုက်တာလဲအချိုတွေစားမယ် chemicalတွေ stress တွေ genetic factor တွေကျွန်တော်ပြောမယ်အဲ့လိုအခြေအနေတွေက turn on ဖြစ်နိုင်နေတဲ့ epigenetic ဘာသာရဲဆိုအဲ့ဒါကိုလေ့လာတာဆောနာအသားရည်ရောင်တွေဘာတွေကမပြောင်းမိမယ်လေဘာနဲ့တူလဲဆိုတော့သူကဥပမာပေးတာတနက်ကိုကြည်ထိုးရတာနဲ့တူတယ်ဒါပေမဲ့ခလုတ်မှဘယ်သူမှမထိကြိုက်ဘူးဒါပေမဲ့ဘေးနာကအခြေအနေတွေကခလုတ်ကိုဖွင့်ပေးလိုက်တာဖြစ်သွားတယ်လို့ပြောရင်မြင်မှထင်တယ်နော် epigenetic ဆိုတာမြုပ်နေတဲ့ဟာပြန်ပြီးတော့မှ turn on ဖြစ်သွားနိုင်တယ်အဲ့ဒါကို gene expression လို့ခေါ်တယ် gene ကရှိပြီးသား express ဆိုတာဖွင့်ထုတ်လိုက်တာ DNA ကိုပြောင်းပလိုက်တာမဟုတ်ပါဘူးတဲ့ turn on ဖြစ်တဲ့ဟာကိုပြောင်းလဲပေးတာဖြစ်တယ် okay အဲ့တော့အဲ့အကြောင်းလေ့လာတာ agouti gene ဆိုတာကအဲ့ဒါကဘာလဲဆို20ရာစုနှစ်အဆုံးမှာလေ့လာတာ
အမေကြွတ်မကြီးကဘိုက်ကြီးနေတယ်အဝါရောင်ကြီးပေါ့နော်အမှအာဟာရအရန်ပြည့်သွားတဲ့အစားအစာတွေကျွေးတယ်ကလေးတွေကအညူရောင်လေးနဲ့ကျန်းမာပြီးမွေးလာတယ်နောက်တစ်ခါအဲ့လိုဘိုက်ကြီးနေတဲ့အမေကြွတ်မကြီးကိုအာဟာရမပြည့်တဲ့ဟာတွေကျွေးလိုက်တယ်ကလေးတွေကလည်းအဲ့လိုပဲဝါတာတာနဲ့မွေးလာပြီးတော့မှယောဂတွေအဝလွန်တာတွေစီးကြိုတွေကင်ဆာတွေဖြစ်လာတယ်အဲ့တော့ဒီကလေးတွေအဲ့လိုဖြစ်ခါမှာဒီဆောနာအာဟာရတွေပြန်ကျွေးလိုက်လို့ပြန်ကောင်းသွားရဆိုတာမရှိပါဘူးမဲဆိုလိုတဲ့အဓိပ္ပာယ်ဒီကိုဝန်ဆောင်တဲ့အချိန်မှာစားတဲ့ဟာဒီအထက်က genes ပေါ်မှာသွားတက်ရောက်မှုရှိရလို့ပြောကြလူက gene ကမျိုးလိုက်တာပြောင်းလို့မရဘူးလို့ကျွန်တော်ပြောပေးမယ်ဘာလို့လို့ရလဲအပိတ်အဖွင့်လုပ်လို့ရတယ်ရှိတဲ့ဟာကိုအဲ့ဒါကိုကျွန်တော်ပြောပြချင်တာเนาะဖျားသခင်တော့ပြောင်းလဲနိုင်ပါတယ် gene ဆောင် okay အဲ့လိုပြောလို့ဖျားမပြောင်းလဲနိုင်ဘူးလို့ကျွန်တော်မပြောဘူးเนาะဘယ်အမှုရမဆိုဖျားသခင်တော့မတတ်နိုင်တာမရှိဘူးအဲ့ဒီမှာကျွန်တော်ပြောချင်တဲ့ point ဒီအမေရဲ့အစားအစာပေါ့ကိုဝန်ဆောင်တဲ့အချိန်မှာ epigenetic marks တက်ရောက်မှုရှိတယ်ကလေးရဲ့ ego genes သူကငကူတဲ့ genes ကပါလာလေတချို့ကအားကစားသမားဂျင်းပါလာတယ်ဆောနာပြောလို့အရန်လုံနိုင်တယ်ဒါပေမဲ့ तू အပြင်းကြီးတယ် तू ကအိတ်နေတယ်အရန်စားတယ်ကိုလေးချိန်နေတအားတက်လာတယ်မထင်ရအောင်အမှ तू ရဲ့ hidden talent ညာရှိနေတာတစ်ချိန် तू ပြန် train လိုက်လို့ရှိရင်အဲ့ဒါပြန်ပြီး turn on ဖြစ်လာမှာအဲ့ဒါဒီ epigenetic အကြောင်းမြင်စေချင်တာ okay ဒါဆီယာမပုံနဲ့ကျွန်တော်နဲ့ပေါ့မကလေးပေါ့ Justin ပေါ့ okay တချို့ယဉ်ကျေးမှုကတော့ဒီလိုနန်းနာပုံဖော်တာတွေမကြိုက်ပေါ့နော်ကျတော့ဒါလက်ထပ်ထားတာတရားဝင်ပေါ့ license ရှိတယ်ပေါ့နိုင်ဝင် license ရှိတယ်ဆိုတော့အဲ့ကလေးအဲ့ဒါလည်းရှိရတယ်ကိုယ်ဆောင်တဲ့ဓာတ်ပုံမြင်ရသည်လို့တဲ့ तू ကရိုက်ချင်တယ်တဲ့အဲ့ရိုက်ချင်တယ်ဆိုတော့အမြန်စုံစမ်းလိုက်တော့ရတဲ့ဓာတ်ပုံဆိုင်ကဟိုးအမြင့်ကြီးမှာဓာတ်လေကမရှိဘူးလေကလည်းတော်တော်မတ်ဆောက်တာမသိဘူး Google Map မှာဒီတိုင်းပဲပေါ့အဲ့နေ့မှာဓာတ်ပုံဆိုင်တော်များတူချင်းရတယ်လေအဲ့ဆိုင်လာခဲ့လို့ရတယ်ဆိုတော့သူ့ studio ကအမြင့်မှာအဲ့ဘိုက်ကြီးအကြီးနဲ့တက်ပြီးရိုက်လိုက်ပြီးတော့နောက်တစ်ပတ်ရွေးမယ်ဆိုမရွေးရသေးဘူးကလေးကမွေးပါအောင်ကလေးဟိုနှစ်ပတ်နည်းနည်းစောပြီးမွေးတာဆိုတော့အဲ့ဒါနေအဲ့မှာ music အကြောင်းကျွန်တော်ပြောချင်တာပါเนาะပုံကျွန်တော်ပြရဆိုတာ okay အဲ့တော့ရှက်တဲ့အကြောင်းကျွန်တော်ပြောပြချင် Justin Joy ရဲ့ဥပမာကျွန်တော်ကငယ်တုန်းကကလေးတုန်းကကျွန်တော်ရှက်တတ်တယ်ဒီ Happy Birthday ဖျောင်းနိုင်မဟုတ်ဆိုလည်းမမဟုတ်ဘူးကွာရှက်လို့မမဟုတ်တာဒါပေမဲ့လက်ရှိမှာကျွန်တော်ရှက်လာဆိုတော့မရှက်ဘူးဘာလို့ဆိုအခြေအနေတွေပေါ့ယုံကြည်စိတ်ချတဲ့ကောင်းဆောင်တယောက်ဖြစ်လာပါတော့ဒီရတဲ့အကြောင်းအဲ့တော့ရှက်တဲ့ gene မပါဘူးလားဆိုတော့မဟုတ်ရှက်တဲ့ဟာလေးကရှိမယ်ဒါပေမဲ့ထန်းတော့ဖြစ်တာမိခလုတ်လေးပိတ်ထားတာပေါ့ဒီလိုဆိုမြင်ပြီချင်နော်ပိုလဲလို့ပဲသူငယ်တော့ရှက်တက်ကောင်းရှက်တက်ဒါပေမဲ့သူကြောင်းမှာသွားတယ်music ကိုအများနဲ့တီးရနောက်လူတွေယာနဲ့ချီပြီး perform လာသူလုံးဝမရှက်ဘူးလူရှိမှသူစကားပြောတယ်ဟိုတကယ် professional ရှိမှစကားပြောတယ်ဒါပေမဲ့အဲ့ဒါမြုပ်နေပါဘူးအဲ့တော့သူနဲ့ကျွန်တော်နဲ့ကြည့်ရင်တယောက်နဲ့ဘယ်သူမှလူတွေနဲ့လူတော့မတူရှက်တတ်တဲ့သူမဟုတ်ဘူးကလေးကလည်းမရှက်ဘူးစကြီးလာတာအားလုံးသိတဲ့အတိုင်းပေါ့ဒါပေမဲ့သူ့ကိုကျွန်တော်တို့က music ကြောင်းလေးတစ်ပတ်တစ်ခါကြောင်းပေါ့ဒီနေ့သွားမယ်ကြောင်းပေါ့ဟောအီလီရှယ်ကိုမှာပေးပါကိုတော့ပြောမိနေအီလီရှယ်လိုက်သွားပေးဖို့တစ်ချက်လေးပြောပြလို့ရအောင်เนาะဒီနေ့ဆိုတော့အဲ့တော့ music ကြောင်းကိုသွားတော့အဲ့ကကလေးတွေကိုသွားခင်လာတယ်အများကြီးတော့မရှိပါဘူးတန်းထဲမှာ9ယောက်လောက်ပဲဒါပေမဲ့2ယောက်ကပုံမှန်လာတော့သူနဲ့ဆို3ယောက်ပေါ့ယောက်ျားလေးတယောက်မိန်းကလေးတယောက်သူကခင်ခြင်းတယ်ဆရာမပစ္စည်းပေးလဲသူကယူပြီးသွားပြီးတယ်လက်ဆွဲနှုတ်ဆက်ဖို့လဲသူသွားတယ်ဟိုအဲ့မှာအဲ့အထူးသဖြင့်ကောင်မလေးကရှက်တတ်တာပေါ့နော်အဲ့ကကောင်မလေးကဂျက်ဆင်တို့လာပြီးဆိုတော့မျက်နှာဟိုဘက်လှည့်လိုက်ပေါ့နောက်ဟိုယောက်ျားလေးလည်းအဲ့လိုပဲပေါ့နော်သူမသိဘူးလို့ ignore လုပ်တာပေါ့ तू ကအဲ့2ယောက်ကိုခင်ခြင်းတယ်ဖះเจ้าမဆိုကလေးနဲ့ तू အကုန်ခင်တယ်လေဟိုမှာကြောင့် तू ကခင်ခြင်းတယ်ဒါပေမဲ့အဲ့ကလေး2ယောက်ကဘာလဲဆိုတော့သူ့အလုပ်မျိုးပဲဆက်ဆံတာအဲ့ဆီယာမအဲ့ဒါကိုကူညီပေးရဘိုးသူအချိန်မလောက်လို့လားဘယ်လိုလဲတော့မသိဘူးပေါ့နော်မလုပ်ဖြစ်တော့ Justin ကဘာပြောဆိုနောက်အပတ်တွေ2ပတ်3ပတ်ကြာလာတော့တွားလို့ရှိရင် तू ကဘာအဲ့လိုဖြစ်လာတယ်တွားရင်ခေါင်းကငုံနာတယ်ဟိုမျက်နှာဟိုဘက်လှည့်တယ် तू ရှက်လို့ဖြစ်လာတယ်အဲ့တော့ဒီမှာပါပေါ့ဒီမှာပါအဲ့လိုပဲအဲ့ကနေအောက်ကိုခေါ်လာပြီးဆိုရင် तू ရှက်တယ်လို့လှုပ်လာတယ်အဲ့တော့စဉ်းစားရတဲ့ဗျဒီကလေးကအစမရှက်တဲ့ကလေးဘယ်လိုလှုပ်ရှက်တတ်သွားတာလဲဆိုတော့အဲ့ကနေစတာဇလန်အဲ့တော့ငကိုတွေကရှက်တဲ့ဟာသူ့မှာပါလာတယ်ဒါပေမဲ့ခလုတ်ကပိတ်ထားပြီးသားဒါပေမဲ့ဒီအခြေအနေတွေကအဲ့ခလုတ်ကိုဖွင့်ပေးလိုက်တာဒီလိုပြောရင်မြင်မယ်တဲ့နော်အဲ့တော့အခြေအနေတွေကဖွင့်ပေးလိုက်တာအဲ့ဒါကိုဘယ်လိုမျိုးပြန်ကူညီမလဲကလေးတွေတချို့ကမွေးလာတွေကရှက်တဲ့ဟာဂျင်းမှာဘယ်လိုပါတာရှိလို့လဲလို့ပြောမယ်ဆိုဒီမှာသိပ္ပံပညာရှင်တွေလေ့လာတာ temperamental trait မှာ behavioral inhibition လို့ခေါ်တယ် social sensitivity လို့ခေါ်တယ်သူတို့ရဲ့အမူအကျင့်နဲ့လူမှုရေးမှာအရန် sensitive ဖြစ်တာပေါ့ဆိုလိုတဲ့အဓိပ္ပာယ်ပါလဲဆိုသူတို့ကတဘာဝအပြင်ပို့ပြီးတော့သတိထားတယ်ပတ်ဝန်းကျင်အသေးရောက်လို့ရှိရင်သူများထက်ကိုထိန်းနေတယ်ရှက်တတ်တယ်အဲ့လိုမျိုးဟာမျိုးကပါလာတယ်ဆိုတော့အဲ့လိုကလေးမျိုးဘယ်လိုကူညီမလဲစောနာလို့ဂျင်းကိုတော့ကျွန်တော်ပြောင်းလို့မရအောင်အဲ့မီခလုတ်ကလေးကိုဘယ်လိုပြန်ပိတ်ပေးမလဲ
တော့ဗာလဲဆိုရင်နံပါတ်1က safe exposure new situation လုပ်ပေးရမှာပေါ့ပြောရမယ်ဆိုယူလေးပြောမယ်ဆိုအိမ်နေပါတယ်သွားလဲရင်ကျွန်တော်တို့က multi group ပါသူတိပိသားအိမ်နေဖြစ်နေလေသူနဲ့မတိတဲ့အိမ်ပေါ့ကျွန်တော်နဲ့ဒဇိန်းနေပါတယ်သူအတွက်ဒဇိန်းပေါ့ကျွန်တော်နဲ့တော့တိမှာပေါ့နော်အိမ်နေသူ့ခေါ်သွားရင်အဲ့မှာတဖြည်းဖြည်းနဲ့အဲ့မှာဟိုဘက်အိမ်ကကလေးပြည်လူကြီးပြည်သူ့စကားပြောမယ်လူစိမ်းနေရနေပေါ့နော်အဲ့လိုမျိုးစကားပြောလာရင်လည်းတဖြည်းဖြည်းနဲ့သူ့ကိုပြန်လေ့ကျင့်ပေးရမှာပေါ့တချို့ကတော့အဲ့လိုပေါ့ art to music class ဆိုလို့ကလေးတွေကစားတဲ့ဘယ်လို play date တို့ဘာလို့လောက်ကြတာရှိရလေအဲ့တော့ဒီတိပိသားကလေးနဲ့ဆိုင်မသိတဲ့ကလေးနဲ့မိတ်ဖွဲ့တာသူအောင်မြင်တဲ့အရာပေါ့နော်နောက်ပြီးလို့ရှိရင်မိဘတွေကိုယ်တိုင်ကလည်း confidence ကို modeling ပုံသက်တွေပြရမယ်လူတွေကိုပြုံးပြရမယ်မိဘတွေကိုယ်တိုင်နော်မျက်လုံးချင်းကြည့်ပြီးစကားပြောရမယ်နွေ့နွေ့ထွေးထွေးနှုတ်ဆက်မယ်တွေ့တာနဲ့ကလေးရှိမှကလေးရဲ့ကြည့်နေတယ်လေအလီရှယ်ပြောတာတာမဟုတ်ဘာလို့လဲဟမ်ဆရာ sorry ဒီမှာဘာလဲမသိဘူး sorry နော်ဒီမှာyeah sorry ပါအဲ့တော့ကျွန်တော်ဆက်ပြရတာကျွန်တော်ရဲ့ classroom ဖြစ်ပါတယ်ဒီနေ့ main class ရပါတော့အဲ့တော့ကျွန်တော်ဂျက်ဆန်ကြည့်နေပြီလေကျွန်တော်ဒီမှာလူလာပြီဆိုနှုတ်ဆက်ပြီတကယ်လက်ဆွဲနှုတ်ဆက်လာပြုံးပြလာသူတို့အဲ့ဒါကိုမြင်နေပါကျွန်တော်ကိုယ်တိုင်ကလည်းလူနဲ့တွေ့နေနဲ့ခက်စိမ့်စိမ့်နေမယ်အဝေးရနေပေါ့နော်ဆိုရင်ကလေးကအဲ့ဒါတွေကိုသိယူတယ်မိဘတွေကိုယ်တိုင်က modeling confidence အဲ့လိုစကားပြောရင်မျက်လုံးကြည့်ပါဆိုတာအရေးကြီးတယ်မျက်လုံးကြည့်တယ်ပြုံးပြတယ်နွေ့နွေ့ထွေးထွေးနှုတ်ဆက်တယ်ပေါ့နောက်က positive reinforcement လုပ်ပေးရမယ်အတိတ်ပဲအားပေးပေးရမယ်ပေါ့မသိတဲ့ကလေးတယောက်ကိုနှုတ်ဆက်လိုက်ရင်ဟာတာရီအဲ့လိုနှုတ်ဆက်တာတကယ်ကောင်းတယ်တော်တယ်ဂျက်ဆင်အဲ့လိုလုပ်ရမှာပေါ့ဆိုတာအဓိကတော့သူ outcome ထက်သူ့ကိုကူညီရမှာပေါ့နော်အဲ့တော့သူဟာကလေးကရှက်နေတယ်ကျွန်တော်မသိတော့ပြောတယ်သူ့ရှေ့မှာမပြောရအောင်အဲ့ဒါမျိုးအဲ့လိုပြောရင်သူကပို့လို့တာဆိုတော့အဲ့လိုမျိုးဖြစ်တတ်တယ်နောက်တစ်ခုက social skill coaching ပေါ့တေချာသူတို့ကိုစကားစပြောတတ်ဖို့တခုခုပါဝင်ကစားတတ်ဖို့ကိုစပြီးနှုတ်ဆက်တတ်ဖို့အခုကျွန်တော်တို့ဆိုနာမည်မေးရတယ်နာမည်ဘယ်လိုခေါ်လဲဆိုတော့ Justin Joy ဆိုသူပြောတာရှက်လေးနဲ့သူပြောတာဆိုတော့နောက်ပြီးကစားတာတွေနောက်ပြီး emotional coaching လုပ်ပေးရမှာပေါ့နော်ဟာလူတစ်တွေနဲ့တွေ့ရင်ဒါတော့ဟုတ်တယ်စိတ်ထဲမှာမနှုတ်ဆက်ခြင်းတလို့ဖြစ်မယ်လူတွေလည်းအဲ့လိုပဲဖြစ်တတ်ပါတယ်ဒါပေမဲ့ဒီတစ်ခါလေးစူးစမ်းကြည့်အောင်အဲ့လိုမျိုးအားပေးနေပေါ့နော်သူ့ကို coaching လုပ်ပေးရမယ်နောက် relax လုပ်တတ်အောင်ပေါ့နော်သူ relax လုပ်တတ်အောင်မပြောချင်တာ storytelling တွေအဲ့လိုမျိုးပုံစံတွေအမြဲတမ်းပြေးလွှားကစားမှမဟုတ်ဘူးအဲ့ဒါမျိုးလေ့ကျင့်ပေးရနောက် avoidance ကိုရှောင်မယ်ချိုးမိပါတယ်သူတို့ကလေးရှက်တတ်ရင်လူတွေနဲ့ပေးမတွေ့ဘူးတတ်ပဲထားတာအဲ့ဒါပိုဆိုးစေတယ်အဲ့တော့ဒီလိုအချက်တွေနဲ့ကူညီလို့ရတယ်ဒီမှာ air pollution လေထုညစ်ညမ်းမှုဘာကြောင့်လဲဆိုတော့ပြောပြမယ်ဆိုတော့ epigenetic ပေါ်မှာတဲ့ဘာတွေကတက်ရောက်လဲဆိုတော့ genes တွေကို turn on turn off လုပ်တာဘာတွေတက်ရောက်လဲဆိုတော့ number 1 the environmental factor ပဲကျွန်တော်တို့ဘာတွေရှူလဲဘာတွေစားလဲဘာတွေနဲ့ထိတွေ့လဲအရေးကြီးတယ်လေထုညစ်ညမ်းတာတွေနောက်တော့ heavy metals တွေဖြစ်တယ်ခဲဓာတ်တွေကြတားဓာတ်တွေခရမ်းလိုရောင်ကြီးတွေ x-rays တွေ plastic မှာ BPA တွေကလေးအမေတွေဆိုသိတယ် BPA free ဆိုတဲ့ဟာနဲ့တိုက်တာလေ BPA ဓာတ်ပါတဲ့ဟာတွေပိုးသက်ဆေးတွေဈေးသွားရင်ကျွန်တော်ပိုးပေါက်ပါမှာပဲဝယ်ခိုင်းတယ်အာလူဆိုအပေါက်ပါရင်လူတွေကမကြိုက်ဘူးလေအပေါက်ပါတဲ့အဓိပ္ပာယ်ဘာလုပ်ထားရလဲပိုးသက်ဆေးမလုပ်ထားအောင်ဆိုတဲ့အဓိပ္ပာယ်အရန်6ပြက်ကင်းတဲလဲစင်ဖြစ်နေလို့ရှင်ပိုးသက်ဆေးလုပ်ထားလို့အဲ့တော့ပြောချင်တာပိုးကြိုက်ထားလို့အပေါက်ပါလို့လူကစားရင်အနေနဲ့မရှိပါဘူးအဲ့ဖြန်းထားတဲ့ဟာကိုဗီယက်နမ်မှာဆိုလို့ရှိရင်ပန်းသီးကိုအခွန်မခွာဘဲနဲ့အခွန်လုံးဝမစားခိုင်းဘူးဘာလို့ဆိုတော့သူကဆေးတွေသုံးတာတခါBritish journalist တယောက်ကသွားပြီးတော့မသိဘဲနဲ့သူ့ဟိုတယ်မှာဒီတိုင်း site တာဆေးုံအောင်တက်လေရတယ် food poisoning ဖြစ်တာမင်းနားမလဲဘူးလားအောင်နေပြောတယ်ငါတို့ဗီယက်နမ်မှာအကုန်လုံးအခွန်ခွာစားမှရမှာအဲ့တော့အဲ့အခွန်တွေမှာအကုန်လုံးဆေးတွေရှိရလေအဲ့ဒါအကုန်လုံးဟွာလောက်ရတာနောက်တော့ tobacco smokes เนาะ tobacco စလိတ်ငွေတွေ toxins တွေ endocrine disruptor တွေဒီဟာတွေပေါ့အစိတ်အတောက်ဖြစ်စေတဲ့အရာတွေပေါ့เนาะအဲ့ဒါတော့မကောင်းတဲ့ဟာတွေကျွန်တော်ရှောင်းပါသေးတယ်ကောင်းတဲ့ဟာနဲ့ပြန်ဖြည့်ရတယ်အများကြီးရှိတာပေါ့ဒီနေ့ဆိုကျိုးကနေပူတဲ့ထွက်ရင် skin care လုပ်တာတော့ဘာလို့ဒါတော့ကျွန်တော်ဒီမှာမရေးတော့ဘူးဘာလို့ဆိုတင်တို့တည်ပြီးသားမို့လို့ဖြစ်တယ်အရေးကြီးတာရေမြများတောက်မှ sorry okay ရေမြများတောက်မှအသားရည်ကဘာဖြစ်တာလဲဆူဆူပြပြဖြစ်တယ် okay တင်းတင်းရင်းဆူဆူပြပြဖြစ်တယ်နောက်ပြီးရင်အစာ nutrition တွေပြောချင်တာအစီများတာအချိုများတာရှောင်မရမယ် carbs များတာ ultra processed food ဆိုတာအရန်ကိုလူတွေကပြန်တကယ်ဟိုတချို့လေအစုံလောက်ထားတဲ့ကြက်ဥချောင်းတို့ဘာလို့အကုန်လုံးအသားတွေအကုန်လုံးရောချိန်မှွေရမလားနွားနှာခေါင်းတွေပါလဲပါတယ်အကုန်လုံးပါတယ်ပြီးတော့ဟိုရမ်းစိမ့်တွေလေရမ်းစိမ့်တွေဝက်ဥချောင်းတွေမှာထည့်တဲ့ဟာလေnitrosamine ဆိုတာလေမပုတ်တော့အောင်လေနောက်ပြီးပြောချင်တာအစားအစာအဲ့လိုမျိုးလောက်ထားတာထက်ဥပမာကျွန်တော်တို့ဆိုဒီ ocean ဆိုဘာလို့သွားရင်လေအဲ့နတ်တုတ်တာဆိုရဲမြန်မာဆိုင်ရှိတယ်တမျိုးတည်းကိုပဲသူက2မျိုးထားရတယ်အထုပ်နဲ့လုံးဝ plastic လေးလုံးအောင်ထုတ်ထားတဲ့ဟာပေါ့သူကတာရှည်ကန်ထည့်တာအဲ့ဆိုဘယ်လောက်ထားခံလဲနောက်တစ်ခုက3ရက်အတွင်းစားတဲ့ဟာအဲ့လိုမထည့်တာအောင်ဒီတိုင်းလောက်ထားတဲ့ဟာရှိတယ်ဘယ်ဟာယူမလဲလို့မေးတယ်အဲ့ကိုစားဖို့ဆိုရင်
ကိုကအဲ့လိုတရှိခံမထည့်ရတဲ့ဟာကိုစားတာကောင်းတယ်လူတွေ process သိမ့်မလုပ်ထားတဲ့အရာပေါ့နော်အဲ့တော့အရက်တောက်တာများရင်အဲ့ဒါမျိုးတွေက negative epigenetic changes ဖြစ်စေတယ်အနှုတ်လက္ခဏာဆန်တဲ့ပြောင်းလဲမှုကိုဖြစ်စေတယ်အဲ့တော့စောနာလိုငငယ်ရွယ်ပေါ့အမိပိုက်ထဲမှာရှိပါငယ်တဲ့ရွယ်မှာငတ်ပြတ်ခဲ့တယ်အာဟာရမပြည့်ဝအောင်ဆိုလဲအဲ့လိုဖြစ်တတ်တယ် Dutch Hunger Winter ဆိုတဲ့သူ1944-45မှာသူကဘာလို့လေ့လာလဲဆိုရင်အမိပိုက်ထဲကကလေးတွေပေါ့နော်အဲ့ဒီအချိန်ကဘာဖြစ်နေတာလဲဆိုအစာငတ်မှုခေါင်းပါမှုဖြစ်နေတာပေါ့အစာငတ်မှုခေါင်းပါမှုကာလမှာကိုဝန်ဆောင်ထားတဲ့ကလေးတွေဒီနောက်ပိုင်းမွေးလာတဲ့အချိန်မှာနှလုံးရောဂါတို့စီးကြိုတို့နောက်ပိုင်းနေမှာအဲ့ကလေးတွေပြန်ပေါ်လာတာကိုသွားတွေ့တယ်အဲ့ဒါမလို့ဒီငယ်ရွယ်တဲ့အချိန်မှာအရန်အရေးကြီးတယ် colorful vegetable and berries เนาะအဲ့တော့အယောင်စုံတဲ့ vegetables berries မြန်မာနိုင်ငံမှာတော့ berries ကပေါ်တာ strawberries ပဲကျန်တဲ့ဘာ berry တိတ်တော့ရှိတော့ခုတော့ဟိုချို့တော့ဆိုင်မှာအပြင်ကသွင်းထားတဲ့ဟာပဲရှိရထုတ်တင်တယ်เนาะအဲ့တော့ရှိတဲ့ဟာပေါ့เนาะ colorful vegetable အမှုချို့ကပြောတာလေဘလို့အယောင်စုံပိုကောင်းတယ်လို့ဘာလို့ပြောနေကြတာမလားဟိုဆိုတော့နောက်ပြီး healthy fatsဆိုတာကဘာတွေပါမလဲတန်လွင်စီတို့ဟိုဗာလဲ avocados ကပါလဲထောပတ်ဒီเนาะနောက် fatty fish တွေဆိုတာငါးအစီပေါ့ salmon တို့ဘာလို့လဲငါးမှာပါတဲ့အစီကကောင်းတယ်တခုတော့ရှိတာမွေးငါးမကောင်းကန်ထဲမှာမွေးရလေအဲ့တော့မွေးငါးတွေကဟိုကြက်တို့ဝက်တို့ရဲ့မစင်တွေပါကျွေးတာလေဆိုတော့မစင်စားတော့သူတို့တော့စားလို့ရတော့မှန်တာပေါ့ဒါပေမဲ့အစိတ်တောက်လည်းပါတယ်မစင်ဆိုတဲ့ဟာနောက်တစ်ခုကငါးစာကြီးပဲမကျွေးဘူးလားဆိုတော့ငါးစာကြီးပဲကျွေးရင်သူတို့မကိုက်ဘူးငါးကန်ဖော်ကန်ဒီတလားလောက်အလိုကြမှာကျွေးတာတေးကြဟိုပေါ့အာဟာရပြည့်တဲ့ငါးစည်းကြီးတဲ့ငါးစာကြီးကျွေးတာအဲ့ကြမှာငါးတွေကပိတ်တာအချိန်များများရတာလေစောကြီးကကျွေးပြီးတော့မှနောက်မှမကျွေးနိုင်ပြန်ပိန်သွားတာပဲဆိုတော့မွေးငါးထက်အဲ့လိုပေါ့တဘာဝငါးတွေရနိုင်ကောင်းတာပေါ့နော်နောက် green tea စေ protein စေ okay and now turmeric နနွင်းတို့ garlic ကြက်သွန်ဖြူတို့ omega 3 omega 3 6 9 ချွတ်ဆိုရင်ကောင်းတယ်မဟုတ်ဘူး6ဆိုကရေရှည်တောက်လို့မကောင်း omega 3တမျိုးကရေရှည်ကောင်းတယ် B vitamins magnesium ဆိုတော့ဒါခန္ဓာကိုယ်အတွက်ကောင်းတဲ့အရာတွေပေါ့နောက် stress နဲ့ trauma ရဲ့အတိုင်းပဲငငယ်ရွယ်အချိန်မှာအရန်ရခဲ့လို့ရှိရင် epigenetic changes ဖြစ်တယ်မူကလေးရဲ့ခံစားချက်မတည်ငြိမ်တာတွေမညံမမှတ်နိုင်တာတွေ brain development ပေါ်မှာတက် trauma ဆိုပို့ဆို brain ကိုခါ immune ပေါ်မှာပါတက်ရောက်တယ် chronic stress ဖြစ်တယ်ရေရှည်ဖြစ်နေ stress အရန်များလို့ရှိရင်လူရဲ့ခန္ဓာကိုယ်မှာ cortisol တွေ stress hormone တွေအဲ့ကနေ anxiety depression တွေဖြစ်တယ်အဲ့မလို့ကိုဘလို့ပတ်ဝန်းကျင်မှာနေလဲဆိုတာကိုရွေးလို့ရတယ်ကိုဘသူတွေဝန်းရံနာလဲကိုဘလိုမျိုးနေလဲရန်ကုန်မြို့မှာဆိုပိုစိမ့်တဲ့နေရာမှာကျွန်တော်ကနေသလားဆူတောင်းတာတွေအသေးချင်းငန်းတွေ strength training ဆိုတာဒီအလေးမတော့ဘာလို့ခန္ဓာကိုယ်ကြွတ်သား training ပေါ့တပတ်ကိုနှစ်ချိန်လုံးရင်ရတယ်ကာဒီယိုကျတော့နှလုံးမြန်မြန်ခွန်အောင်ပေါ့ပြေးတာတို့ဘာတို့ဘောလုံးကန်တာတို့ basketball တို့နှလုံးခွန်ရပြီသူကကြွတ်သားမဟုတ်လေတပတ်မှာအနည်းဆုံးမိနစ်150 flexibility and balance ပေါ့ stretching exercise တွေကျွန်တော် yoga တို့ tai chi တို့ကျွန်တော်အားမပေးဘူးဟုတ်တယ်အဲ့တော့တဘာဝထဲမှာသွားတာတွေ healthy relationship အရေးကြီးတယ် toxic relationship ဒီတင်တို့ဒုက္ခရောက်စေမှာနောက်ပြီး sound sleep ပေါ့အဲ့ချိန်များတာနေတာတဲ့เนาะနှစ်ချိုက်တော့အိပ်ပျော်ဖို့တော့လိုတယ်เนาะနောက်ပြီး intermittent fasting ကောင်းပါတယ်เนาะ intermittent fasting အစာရှောင်ပေးတာတွေ cold and heat therapy ဒါရင်နွေးငွေ့လှုံတာတို့ဘာလို့နောက်အသစ်သောအရာတွေပုံမှန်တင်တာတွေဘာသာစကားတွေ music တွေဒီ behavior တွေ social connection တယောက်တည်းနေတာမကောင်းဘူးเนาะကြာရင်เนาะ social connection ဘာလို့ဆို brain health လည်းပါတယ်တချို့တွေကအသက်ကြီးလာရင်ဟိုပေါ့မှတ်ဉာဏ်နေမိတယ်ပါတယ်ဆိုတာလေသူတို့ brain training မလုပ်လို့ကြွတ်သားဘလောက်ပဲလုပ်လို့ကို brain ကို train ပေးဖို့လိုတယ်အဲ့တော့ prenatals and early life development toxins တွေထိရတယ်ကျွန်တော်တို့အစိတ်အတောက်တွေ stress တွေများတယ်ကိုယ်ဝန်ဆောင်တဲ့အချိန်မှာကလေးပေါ်မှာတက်ရောက်မှုရှိရတယ်မိခင်တို့တိုက်တာတို့ early nutrition တို့ parent child bonding တို့အဲ့ဒါတွေအရင်အရေးကြီးတာเนาะဆိုတော့ long term gene expression ကိုအားပေးတယ်အဲ့ဒါကmicrobiome ဆိုတာက gut bacteria ပြောတာလေဥထဲမှာရှိတဲ့ပိုးကအုံနောက်ပေါ်မှာတက်ရောက်တယ်လို့ပြောရမလားဝမ်းတစ်လုံးကောင်းရင်ကောင်းမခဲရဘူးဆိုတာကဆိုတော့အဲ့မှာလေထူးဆန်းတာကျွန်တော်ပြောပြမယ်သလားဟိုဟာလေဥအတက်ဆိုတဲ့ဟာလေဥအတက်ဆိုတဲ့ဟာကတချို့ကလူမဘာအကျိုးမှမဖြစ်ဘူးရောင်မဒုက္ခပေးရဆိုပြီးဘယ်လိုပဲနဲ့ဖြတ်ထုတ်တာရှိတယ်တကယ်တော့ဥအတက်ဒီကိုခံရအတွက်အရန်ကောင်းတယ်ဘာလို့ဆိုဥထဲမှာရှိတဲ့ပိုးကောင်းတွေတော့သူက safe house လုံခြုံတဲ့အိမ်ပဲအဲ့ဒီပိုးကောင်းတွေကဥပမာဟိုလူကဖျားနိုင်နေမကောင်းအဲ့ပိုးကောင်းတွေပြန်လို့လဲဆိုအမှသွားပြီးသူတို့ကနေပြီးတော့ပွားတာပွားပြီးပြန်ဝင်လာတာအဲ့တော့ဖျားဖန်စင်တာတွေမှာအားလုံးကအရေးကြီးတယ်နောက် drugs and medication တွေကလည်းတက်ရမှုရှိတယ်နော်ဆေးဝါးတွေပေါ့
အဲ့တော့ epigen ဆောနာပြောတဲ့အပေါ်က6ချက်ဒီသဘာဝနယ်ပယ်မှာကျွန်တော်တို့ epigenetic အတွက်လုပ်တဲ့အရာတွေပေါ့ကိုယ့်ရဲ့ပြောချင်တာမကောင်းတဲ့မီခလုတ်ကိုပိတ်မယ်ကောင်းတဲ့ခလုတ်ကိုဖွင့်မယ်ပေါ့ကျွန်တော်တို့လုပ်တဲ့အရာတွေဒါပေမဲ့ဝิญဉ်ပိုင်းမှာပါလဲโอเคဒီမှာဒါဆိုနားလဲမှာပါเนาะပွဲတော်မင်္ဂလာပုံကျွန်တော်ပြတာဖြစ်ဝิญဉ်ပိုင်းမှာပါလဲဆိုရင်မျိုးစေ့အကြောင်းပြန်သွားမယ်เนาะမျိုးစေ့က3မျိုးသွားရလို့ပြောရလေ3မျိုးဂလာတိ36နဲ့ယောဟန်14ကိုကြည့်မယ်ဆိုရင်ခရစ်တော်ကမျိုးစေ့ဖြစ်တယ်ဂတိထားတဲ့မျိုးစေ့ဖြစ်တယ်မိန်းမရဲ့အမျိုးအနွယ်မျိုးစေ့ဖြစ်တယ်ခရစ်တော်ကိုရတာနဲ့တိရော3ခုမှာငါတို့ကဖျားသခင်ရဲ့မျိုးစေ့ကိုရတယ်လို့ပြောတယ်ဖျားသခင်ရဲ့မျိုးစေ့တော့ဟီဘရူးလို့ဇေရာလို့ခေါ်တယ် Greek လို့စပါမာလို့ခေါ်တယ်ကျွန်တော်တို့အထဲမှာရောက်နေတယ်ဖျားရဲ့စီဂျီကရောက်နေတာအဲ့ကျွန်တော်တို့ကိုယ်တိုင်ကလည်းအာဗြဟံရဲ့ကောင်းကြီးပေါ့နော်အာဗြဟံရဲ့အရာကိုစက္ခံရတယ်လို့ပြောတယ်ညီကြီးနဲ့အပြစ်သားတွေကချိန်ချင်းခံရတယ်အာရန်အေဝအချိန်ခံရတယ်မြေကြီးပါအချိန်ခံရတယ်မွေလည်းအချိန်ခံရတယ်ဒါပေမဲ့အပြစ်သားကနောင်တရတဲ့အချိန်မှာအပြစ်သားကနောင်တရပြီးတိုးတငယ်တော်ရဲ့အသွေးတော်ကိုသခင်ယေရှုရဲ့အသွေးတော်ကိုလက်ခံတဲ့အချိန်မှာမြေကြီးကလည်းအဲ့အသွေးကိုလက်ခံတဲ့အချိန်မှာအရာခတ်သိမ်းကပြောင်းလဲသွားတယ်ကင်ဆာလူနာတွေအနာငိမ်းတာတွေကျွန်တော်သာသနာမှာကျွန်တော်တွေ့ရတယ်အသွေးတော်ရဲ့တကူပေါ့အသွေးဆိုတာအသက်လေအသက်ကအသွေးမှတည်တယ်လို့ပြောရမလားအတိတ်ပဲကဘာလဲဆိုတော့သွေးဆိုတာမျိုးစေ့ပဲလေခရစ်တော်ကိုလက်ခံတယ်ခရစ်တော်ရဲ့အသွေးကိုလက်ခံတယ်ခရစ်တော်ရဲ့အသားတော်ကိုလက်ခံတယ်ခရစ်တော်ရဲ့ဖျားသခင်ရဲ့မျိုးရိုးဗီဇကိုလက်ခံတယ်ဆိုတဲ့အရာအချိန်ချင်းအမင်္ဂလာကိုပြောင်းလဲစေတယ်ကြီးမားခရစ်တော်အချိန်ချင်းအမင်္ဂလာကိုချိုးဖျက်ပြီးပြီဆိုတာအဲ့ဒါကိုပြောတာလေအဲ့တော့ယုံကြည်ခြင်းနဲ့ကျွန်တော်ကလက်ခံဖို့လိုတယ်ဒီနေ့ပါကျွန်တော်ပြီးသဘာဝလုံးအနာငိမ့်တာတွေတွေ့ရတယ်တိုးတငယ်အသွေးတော်ပဲအုပ်ချုပ်တာဖျားသခင်ရဲ့မျိုးစေ့ကျွန်တော်တို့ထဲမှာထည့်ပေးတဲ့ဟာအကုန်လုံးပြန်ပြောင်းလဲပေးတာမျိုးစေ့ဆိုတာအပင်ပေါက်ပြီးကြီးလာပါလေဆိုတော့ရန်သူကိုတိုးတငယ်ရဲ့အသွေးနဲ့နိုင်တယ်လို့ကျမ်းစာပြောတယ်အဲ့မလို့ပွဲတော်မင်္ဂလာယူတဲ့အချိန်မှာကျွန်တော်သတိရမှာခရစ်တော်ရဲ့ခန္ဓာတော်နဲ့အသွေးတော်ဖြစ်တယ်အဲ့တော့ဂလာတိ3:29မှာမျိုးဆက်ကောင်းကြီးအကြောင်းတွေပါတယ်မစလုံးတချို့ပြတ်နေเนาะကျွန်တော်ရိုက်တာ sorryမျိုးဆက်ကောင်းကြီးပေါ့မျိုးစေ့အကြောင်းပါတယ်ဆိုတော့ဒီဆိုမြင်လားမသိဘူးเนาะကျွန်တော်တင်တာမျိုးစေ့အကြောင်းဒီနေ့တင်ကဘာကြီးပေါ်မှာပြဿနာတွေအများများတာမှန်တယ်ဒါပေမဲ့ဖျားသခင်ပေးတဲ့အဖြေကသူ့ရဲ့မျိုးစေ့ဖြစ်တယ်သူ့ရဲ့မျိုးစေ့ဆိုတာသခင်ယေရှုဖြစ်တယ်အဲ့သခင်ယေရှုရဲ့အသွေးတော်တကူကဘလောက်တောင်ကျွန်တော်တို့ပြောင်းလဲစီလဲဆိုတော့ပြောတာအဲ့မလို့အသွေးတော်အဲ့ဒါကိုတကယ်ဆင်ခြင်ပါကျွန်တော်လည်းတဘာဝလုံးအနာငိမ့်တာတွေကြုံရတယ်ပြောချင်တာမျိုးရိုးထဲမှာဘာတွေဆောနာလို့အမင်္ဂလာတွေမျိုးဆက်ကျိန်စာတွေဘလို့ပဲပါလာသင်တို့နဲ့ကျွန်တော်တို့ကရွေးနှုတ်တဲ့မျိုးဆက်ဆိုတာကိုဝန်ခံမရမယ်အဲ့တော့ဒီမှာမိဘတွေလည်းချို့စိတ်ပူတာရှိမယ်သားသမီးတွေနဲ့ပတ်သက်ပြီးတော့လေဆိုတော့ဘာလို့အဲ့မျိုးထဲမှာအဲ့လိုမျိုးတစ်ခုခုဆွဲရင်လေရက်တို့ဆက်လိတ်တို့မူရစီတို့ဆွဲရင်လေအဲ့ဒါမျိုးထဲမှာပါဘာလို့အုံနောက်ရဲ့ဒိုပါမင်းအလုပ်လုပ်တဲ့ပုံတွေ raw seeking behavior တွေကပါလာတာဆိုတော့ဒါပေမဲ့အဲ့ဒါကိုဖြတ်တောက်တာမျိုးဆက်ကျိန်စာကိုဖြတ်တောက်တယ်ဘယ်လိုဖြတ်တောက်တာဆိုတော့သခင်ရွှေလုပ်ပြီးသားမှနဲ့အဲ့ဒါကိုယုံကြည်ခြင်းနဲ့လက်ခံဖို့ပဲအဲ့အသွေးတော်တကူပြောချင်တာကိုရောပေးတဲ့ကကျွန်တော်တွေမှာရှိကိုရောရဲ့အသွေးကကျွန်တော်တွေမှာရှိပါတယ်ကိုရောရဲ့အသွေးကိုကျွန်တော်တို့ခံယူတယ်ကျွန်တော်သားစဉ်မြေးဆက်ပေါ်မှာတက်ရောက်စေပါအဲ့တော့မြေတန်ရှင်းဝิญဉ်ရေးကမြေတန်ရှင်းလုပ်တယ်တော့ဒီဟိုကျိန်ချင်းအမင်္ဂလာဖြတ်တောက်တယ်တော့မှာပထမအဆုံးအစွမ်းအထက်ဆုံးလက်နက်တီဖျားပေးတဲ့မျိုးစေ့မှာအသွေးလိုပဲလားအသွေးအမလို့ဗျာကြီးချမ်းမှာစာရန်ကိုမာနက်ကိုအဲ့တိုးတငယ်ရဲ့အသွေးတော်နဲ့နိုင်တယ်လို့ရေးရတာကျွန်တော်တို့ကတန်ရှင်းသူတွေကမာနက်ကိုနိုင်တာ3ချက်ရေးရတယ်ဗျာကြီးချမ်းခန်းကြီး7နဲ့ခန်းငယ်7မှာအမှပါဆိုတိုးတငယ်ရဲ့အသွေးတော်နဲ့နိုင်တယ်အသွေးတော်အဲ့တော့အချိန်ကလည်းသွားနေပြီဆိုတော့ကျွန်တော်မြန်လေးသွားပါမယ်တိုးတငယ်ရဲ့အသွေးတော်ပြီးရင်နောက်တစ်ခုကပါဆိုမှာ testimony တသက်ခံချက်အဲ့တော့ဗျာဒီချမ်း7ကိုဖတ်ကြည့်ရအောင်လေတခါတည်းကျွန်တော်ကဒီမဿဲကို1ကနေ28အထိခြုံငုံပြီးတင်မှာမဟုတ်အဲ့ဒါကြောင့်ចောင်းသားတွေခဏနေဆွေးနွေးမယ်ဆရာဆောက်လို့ဥဆောင်မယ်မေးစရာရှိမေးခွန်းနေမေးပါကျွန်တော်ကဒီအခန်းကြီး1ကိုပဲတင်လိုက်ချင်တာဒီအခန်းကြီး1မှာအဲ့မျိုးရိုးပါနေတော့လေအရန်အရေးကြီးတယ်နော်တင်တို့ကျွန်တော်မျိုးရိုးတွေကိုပြန်ကြည့်တချို့အလူစောနာလို့အက်ဆီဂျန်တော့မဖြစ်ဘူးငွေကြီးပိုင်းမှာကောင်းကြီးမခံစားတာရှိတယ်တချို့ကလည်းဘဝမှာအလူတစ်ခုခုပေါ့အောင်မြင်မှုတချို့ကဆက်ဆံရေးတွေမှာအမြဲတမ်းပြဿနာတက်နေတာ
အိမ်အောင်မဖြစ်လဲသမီးစားပေါ့နော်မိဘအေးလဲတော့လဲပြဿနာတွေတက်သားသမီးအေးလဲကြလဲအဲ့ဒါတွေတွေ့ရတော့စိတ်မကောင်းကြအောင်နော်အဲ့ဒါတွေအားလုံးကဖြည့်ရှင်းမှုနီလန်ပထမနီလန်ပါလဲအသွေးတော့ဥဖတ်ကြည့်အောင်ဗျာလေးစနစ်ဆက်တယ်အသွေးတော့အဲ့ဇလန်မာနကရှုံးသွားတယ်တဲ့ကောင်းကင်မှာတရားစွဲဒီအမှုတွေပေါ့ကျွန်တော်တို့နင်းညမပြတ်ပြစ်တင်နေတာပေါ့နော်အမျိုးမျိုးပေါ့တရားစွဲဆိုတာသိလား तू တရားဝင်တိုက်ခိုက်ခွင့်နေအမှုရှုံးပြီဆိုမကောင်းဘူးနောက်ဆုံးပြောရမယ်ဆိုဒါပေမဲ့နောက်ဆုံးမှာမာနပဲရှုံးသွားတယ်တဲ့သူတို့ကတန်ရှင်းသူတွေကျွန်တော်တို့ကနိုင်သွားတယ်တဲ့အဲ့ဒါကနောင်ဖြစ်မဲ့ဟာမဟုတ်ဘူးနော်မာနကတော့ဟုတ်ပါတယ်နောင်ရှုံးတယ်ဒါပေမဲ့ဆွတ်ဆွဲဆိုတာအခုတည်းကအမြင်နဲ့ဆွတ်ဆွဲနေရောဘကိုတိုက်ခိုက်မှုရှာတယ်လို့လေဥပမာကျွန်တော်တို့ကဘလို့ပေါ့ကျွန်တော်တို့မိဘမျိုးတို့ကဘလို့တွေမကောင်းတာလုပ်ခဲ့လို့ကျွန်တော်တို့ကဘလို့ပြန်ခံရမယ်ဆိုတဲ့အရာတွေအဲ့တော့ကျွန်တော်တို့ကမာနကိုရှုံးစရာအကြောင်းမရှိဘူးဘာရှိရင်လဲတိုးတငယ်ရဲ့အသွေးတော်ရှိရင်အဲ့အသွေးတော်တကူနဲ့ကျွန်တော်တို့ခံယူရမှာเนาะအဲ့တော့ဒီနောက်ပြီးရင်နံပါတ်1ကပါလဲမိမိတို့တတိခံချက်နှုတ်ကပတ် the word of testimony ကိုယ်တိုင်တတိတော်ခံဖို့လို့နှုတ်ပိတ်နေလို့မရအောင်နှုတ်ကပတ်တရားတော့ပြောချင်တာကနှုတ်ကပတ်တော်တိုင်းကျွန်တော်တို့ကပြောဖို့လိုတယ်အနှုတ်လက္ခဏာလုံးဝပြောလို့မရအောင်စကလုံးအရေးကြီးတယ်မျိုးစေ့ဒီအသွေးဆိုတာဘာလို့မျိုးစေ့လို့ပြောလဲဆိုတော့အသွေးမှာအသက်ပါတယ်လေနောက်တော့ဒီသွေးဆက်ခံတဲ့သူတွေအားလုံးမျိုးစေ့နဲ့သုံးနိုင်လေကျန်းစာနောက်တစ်ခုကဖခင်ရဲ့နှုတ်ကပတ်တော်လုကာ81တို့1ပေ123တို့မှာကြည့်မယ်ဆိုဖခင်နှုတ်ကပတ်တော်ဒီမပြတ်နိုင်တဲ့မျိုးစေ့ဖြစ်တယ်လို့ပြောဓမ္မဟောင်းမှာလည်းအများကြီးပါတယ်ဓမ္မသစ်မှာလည်းပါပါတယ်ဖခင်နှုတ်ကပတ်တော်ကတခုခုကိုဖန်ဆင်းနိုင်တဲ့သဘောတဘာဝရှိတယ်အဲ့ဒီအရာကိုကျွန်တော်တို့ရတာအဲ့အသက်ရှင်တဲ့ဟာကိုကျွန်တော်တို့ပြောမှာဝิญဉ်လည်းဖြစ်တယ်အသက်လည်းဖြစ်တယ်ဒီမှာကျမ်းစာတွေကျွန်တော်မရေးတာရှိတယ်ခရစ်တော်ပြောတယ်ငါပြောတဲ့စကားဒီဝิญဉ်ဖြစ်တယ်အသက်လည်းဖြစ်တယ်အဲ့အရာတွေကိုကျွန်တော်တို့ပြောထုတ်ရမှာငါတည်ခြင်းတယ်လို့ပြောလို့တည်မှာပဲငါယောဂဖြစ်မယ်လို့ငါ့ကိုစိတ်ကင်ဆာပေးတယ်လို့ငါ့ကိုစိတ်ဆင်းရဲအောင်လုပ်တယ်ပြောရင်ဖြစ်မှာပဲအနှုတ်လက္ခဏာမပြောဘူးကျွန်တော်ကလေ့ကျင့်ပြီးအပေါင်းလက္ခဏာကိုပြောရမယ်အစားတတ်သိခံချက်ဆိုတာလေတတ်သိဆိုတာကတကယ်လက်ရှိတတ်သိပေါ့တတ်သိဆိုတဲ့အရာကျမ်းစာမှာဆိုလေသင်တို့ရဲ့တတ်သိခံချက်ကိုသင်တို့သားမီးတို့ပြန်ပြောရမယ်ဥပမာပေါ့အေဂုရုပြည်ကနေထွက်တော့ပင်လယ်နီဘလို့နှစ်ချမ်းကွဲခဲ့လေဖះကဘလို့ဘေးဆယ်မျိုးနဲ့လုပ်ခဲ့ဆိုတာသားသမီးတွေပြန်ပြောရတယ်လို့ပြောရမလားတတ်သိဆိုတဲ့သဘောကဖះသခင်မျိုးရိုးဆက်ခံမှုပြန့်ပွားဖို့ရည်ရွယ်ရတယ်အမြဲတမ်းမကျွန်တော်စီမှာဖះချအနာငင်းချင်းတတ်သိပြုရင်ဖះเจ้าမှာတတ်သိခံတယ်ဆိုတာသူများစီမှာအဲ့မျိုးစေ့ကရောက်သွားပြီးတော့အနာငင်းချင်းတွေပွားများသွားအောင်ကိုယ့်ရဲ့မျိုးဆက်ကိုအဲ့တော့အတိတ်ပဲကျွန်တော်တို့ရဲ့သမိုင်းပေးတောင်ပါဆိုအရင်မျိုးဆက်တွေရဲ့တတ်သိတွေကိုကျွန်တော်တို့ကယူပြီးတော့ကျွန်တော်တို့လက်ရှိမှာကိုယ်တိုင်တွေးရအောင်ယုံကြည်ခြင်းနဲ့ရှောက်လန်းဝန်ခံဖို့ပဲပြီးရင်နောက်မျိုးဆက်ကိုအဲ့ဒါလက်ဆင့်ကမ်းခဲ့ဖို့ပဲတတ်သိဆိုတာအရန်အရေးကြီးတယ်ဘုရားသခင်ဆရာနော်အရင်မျိုးဆက်စီကလက်ခံတယ်ကိုယ်တိုင်လည်းလက်တွေ့ကြုံခံစားတယ်နောက်မျိုးဆက်ကိုပေးခဲ့တယ်ဆိုတော့ကျွန်တော်တို့ပြောတဲ့အရာဒီကျွန်တော်တို့ရဲ့အနာဂတ်ကိုနိုင်ငံတွေရဲ့အနာဂတ်ပေါ်မှာပါသွားတက်ရောက်မှုရှိတယ်အဲ့ဒါဒီကျွန်တော်တို့ရဲ့ရှေးလန်းဟောင်းမဲ့ကျမ်းစာမှာပြောတဲ့ယေရမိယပြောတဲ့ဟာပါเนาะအဲ့တော့အတိတ်ပဲကတတ်သိခံချက်ဆိုတာဥပမာကိုကတတ်သိရှိတဲ့ဟာကိုလိန်လို့မရအောင်လိန်လို့မရအောင်လိန်လို့မရဘူးဆိုတာကဘယ်လိုခေါ်လဲတတ်သိတခုကမပြောင်းလဲစေဘူးကိုယုံကြည်သည်ဖြစ်စေမယုံကြည်သည်ဖြစ်စေတလားလူသက်သမားတွေတောင်မြင့်မြင့်သက်တွေတကယ်တွေ့တဲ့ကလေးကရှင်းတဲ့ကလေးကထွက်ဆိုရဲဆိုကျွန်တော်တို့ယုံကြည်အဲ့ဒါအရင်မျိုးဆက်ကဖះနဲ့သွားလာတယ်ဖះကိုဘယ်လောက်ယုံကြည်ကျွန်တော်တို့လက်ထက်မှာမယုံကြည်တော့ဘူးဆိုဖះသက်တွေကိုမပြောင်းလဲစေဘူးကျွန်တော်တို့ကအနှုတ်လက္ခဏာပြန်ပြီးရဆိုကျွန်တော်တို့ကလိန်ညာတဲ့သူဖြစ်သွားအောင်အဲ့တော့ပြညတ်တော်10ပါးမှတ်အောင်တင်တာရှိရလေကျွန်တော်နဲ့လိုက်လို့ကြည့်မလားအမေရိကန်တွေတင်တာရှိရတစ်ကပါလေအမတပါအခြားဖះမကိုကိုရနှစ်ဆိုတာပါလေအခြားဖះရဲ့ရုပ်ထုကိုကိုရဥပချပြတ်မရအောင်ဒီမှာတော့နှစ်နော်သုံးကပါလေဖះရဲ့နာမတော်မူထိုင်ပြီးဤမိဝတ်ဆိုတော့လေးဆိုတော့ဘယ်လိုလုပ်လဲအနာယူတာအိတ်တာဥပုံတွေကိုယူသေးစွာပြုရမယ်ဥပုံတွေမှာနားရမယ်ငါပါလေဒီမှာမိဘကိုယူသေးစွာပြုရမယ်ရလားနံပါတ်6ကဒီမှာလူသက်တာပေါ့တချို့ကတနတ်နဲ့ပြရတယ်ဘယ်လိုပဲပြပါနော်နံပါတ်9ကဘယ်လိုလဲဆိုတော့ဒီမှာကြည့်နှစ်ဆိုတာကဒါယောက်ျားနဲ့မိန်းမပေါ့အိမ်တာပေါ့ငါဒီဘက်ကငါဆိုတာတော့ဟိုတစ္ဆာမရှိတာလေအများကြီးပေါ့နော်အဲ့တော့ပြောချင်တဲ့ဒီပဲပါလေ
သူများမေးရမပြစ်မှားရဘူးဆိုရရနော်အဲ့တော့မတရားကိုပြတယ်လေးနှစ်ခုနဲ့အဲ့ဒီလူတွေဆိုလက်မဖြတ်တယ်လေနော်အဲ့တော့ဒါမကိုရအောင်သူဥစ္စာကိုဆိုဒီပါတီ4နဲ့5နဲ့လုပ်တယ်4နဲ့5နဲ့မတူဘူးလေဒါဆိုလိန်တာကွာမမှန်တဲ့တက်တည်ခံတာပေါ့အဲ့တော့ကျွန်တော်တို့ဒီနေ့ပြောချင်တာအဲ့ point အဲ့ဒါပဲမမှန်တဲ့တက်တည်မခံရအောင်တက်တည်ဆိုတာကျွန်တော်တို့ကတည်လာမယ်ကိုကိုယ်တိုင်လက်တွေ့ကြုံမယ်ဘာလို့အဲ့ဒါမှန်နေလို့ဖျားပြီးတဲ့တက်တည်နောက်ဆုံး10ဆိုတာဒီလိုလေးယူတတ်မှတ်တာလေသူများဟောင်းโอเคမှတ်ရလွယ်အောင်ကျွန်တော်ပြောပြတာဆိုတော့ပြည့်ညတ်တော့10ပါအဲ့တော့ကျွန်တော်အခုဒီမှာပြောပြချင်တာပါလဲဆိုတော့ကျွန်တော်ကတက်တေခံချက်ကိုတကယ်ယုံမှာဆိုတော့ကျန်းစာမှာပါတဲ့တက်တေလူတွေပြောတဲ့တက်တေကိုခဏထားပါအောင်နော်နောက်ကျန်းစာမှာသခင်ရွှတ်အနာရောဂါငြိမ်းစေတဲ့အရှင်ဖြစ်တယ်ဆိုဒါတကယ်ပန်တယ်ပြီးလူတွေပြောတဲ့တက်တေကလည်းကျန်းစာနဲ့ကိုက်နေသလားဆိုတော့ကြည့်ရမှာပေါ့နော်အဲ့တော့အနှုတ်လက္ခဏာမပြောရအောင်အနာရောဂါငြိမ်းချင်းပွဲတွေသွားရင်လည်းအဲ့လိုပဲ3ရက်ပွဲတို့ဘာလို့လုပ်တယ်လေပထမရက်မှာသွားအနာမငြိမ်နောက်ရက်မှာအနာငြိမ်းမယုံကြည်ခြင်းနဲ့သွားပါကျွန်တော်ငငယ်တော့အဲ့အနာငြိမ်းချင်းပွဲလေးဆရာမမေရီလေးဟီကီကိုရိုင်းမြန်မာနိုင်ငံလာသွားတက်တာ6တန်းပဲရှိသေးတယ်ဒုတိယရက်လာမသိကျွန်တော်ရောက်သွားတာအမှပထမရက်မှာလာတဲ့သူကိုနောက်သူအတိတယောက်ကတွေ့တော့ဟိုဘက်ဒီဘက်လမ်းပြီးတာဖျားကြောင်ဘလို့နေလဲတဲ့ဝင်ရလာပို့ဆိုးသွားတယ်တဲ့ဆူတောင်းကန်လို့ပို့ဆိုးရတော့မရှိပါဘူးသူတည်မှာတခုထားပါတော့သူအနာတော့မငြိမ်းသေးဘူးဒါမတွေ့သေးဘူးတခုကြောင့်ဒါပေမဲ့ပြောချင်တာအဲ့လိုအနှုတ်လက္ခဏာကခံယူရရင်ကောင်းလာဖို့လားသိမရှိဘူးဘုရားကိုဆူတောင်းလိုက်လို့ပို့ဆိုးရတယ်ဆိုတာမရှိပါဘူးကျွန်တော်ပြောချင်တာသိလားဆိုတော့အနှုတ်လက္ခဏာတွေမပြောနဲ့ကျွန်တော်တို့အဲ့ဒါအရင်ရေးကြည့်တယ်အဲ့တော့ဒီမျိုးစေ့ဆိုတဲ့အကြောင်းကိုကျွန်တော်ပြောပြရရင်တော့အသွေးတော်ကမျိုးစေ့ဖြစ်တယ်နော်နောက်တစ်ခုကဘာကျွန်တော်တို့ရဲ့မျိုးရိုးစင်ဆက်ဒီခရစ်တော်ရဲ့အသွေးကိုကျွန်တော်တို့ရတယ်နောက်တစ်ခုကဘာလဲကျွန်တော်နှုတ်ထွက်စကားဒီမျိုးစေ့ဖြစ်တယ်အမှုနှုတ်နဲ့ကျွန်တော်တို့ဝิญဉ်တိုက်ပွဲဝင်မှာနောက်ဆုံးတတိယတစ်ချက်ကဘာလဲဆိုတော့ဒီမှာကြည့်ဒါဘာပုံလဲဆိုတော့ကျွန်တော် AI ကိုဆွဲခိုင်းတာယောရှုကလေယေရီခေါမြို့ကိုမတိုက်ခင်လေကောင်းကင်ဘူချီနဲ့တွေ့ရလေအဲ့လားကိုရိုကျွန်တော်တို့ဘက်ကလာရန်သူဘက်ကလာသွားမေးတာလေဒီကောင်းကင်တမန်ယေရီခေါမြို့ကိုဖြိုမဲ့ကောင်းကင်တမန်ပဲရန်သူတွေကိုစစ်တိုက်မဲ့ကောင်းကင်တမန်ပဲโอเคအဲ့မှာ तू အသက်80ကျော်ပြီတော့ရန်သူဘက်ကဆို तू အသက်မှာ तू တယောက်တည်းချင်းသွားတာ तू သွားနေတဲ့အချိန်မှာလေယောရှုကမကြောက်ဘူးနော်ယောရှုတို့ကလည်းသူ80ကျော်နေပြီဒုတိယတစ်ကျော်လေပထမ40ကျော်တော့မဝင်လေရတယ်နောက်ပေါင်40ပြန်စောင်းနေရလေတော့ဘယ်သူမှမသိဘူးလေဟိုရန်သူဘက်သူတို့ဘက်ကနေပါပြီးစစ်တိုက်မယ်လို့လားသူတို့ကဘာပြောလဲသူကကောင်းကင်ရဲ့အမိန့်နေပဲသူတို့ကသွားမယ်အတိတ်ပဲကဘာလဲဆိုတော့ဒီစစ်ပွဲကိုလူအနေနဲ့မြင်မယ်ဆိုရင်ယောရှုရဲ့စစ်ပွဲကဘုရားသခင်ကူတိုက်ပေးရလို့ထင်မှာပေါ့နော်ဒါပေမဲ့အဲ့လိုရှူတောင်မဟုတ်ဘဲနဲ့ကောင်းကင်ဝါစီရင်ခြင်းနဲ့ဂျေရုဆလင်မြို့ဒါကောင်းကင်ရဲ့စစ်ပွဲဖြစ်တယ်ယောရှုကပါဝင်ရတာဟိုကျွန်တော်တို့ဝิญဉ်တိုက်ပွဲတွေလုပ်တယ်သာသနာလုပ်ငန်းတွေလုပ်တယ်ဆိုတာကကောင်းကင်အမှုအရာကိုနိုင်ငံတော်ကိုကျွန်တော်ကပါဝင်နေတာဖြစ်တယ်ကျွန်တော်ကကြီးမားတဲ့အရာတစ်ခုလုပ်နေရဆိုတော့ကျွန်တော်ပြောပြချင်တယ် Okay sorry ကျွန်တော် stop sharing သွားနေလိုက်ပြီ Okay အဲ့တော့ဘုရင်ရဲ့နိုင်ငံတော် kingdom လို့ခေါ်တယ် king အုပ်ချုပ်တဲ့နိုင်ငံအောင်အဲ့တော့ကောင်းကင်နိုင်ငံတော်မျိုးစေ့ကိုကောင်းကင်နိုင်ငံတော်လည်းဘာလို့သုံးတာလဲဆိုရင်နိုင်ငံတော်ရဲ့နည်းနည်းရတွေဖြစ်တဲ့ရှင်မြန်ထမြောက်ချုပ်မျိုးစေ့နဲ့နှိုင်းတာတဲ့ကျမ်းစာမှာမျိုးစေ့လို့ပေါ့နော်မပုတ်မပြတ်လို့ရှိရင်အပင်မပဘူးတေမပဲရှင်မြန်တာနိုင်ငံတော်ရဲ့နိယာမတွေကောင်းကင်နိုင်ငံတော်ကမုံညင်းစေးနဲ့တူတယ်လို့လည်းကျမ်းစာပြောတယ်နောက်ပြီးရင်ဒီမျိုးစေ့ကျဲချင်းရိတ်သိမ်းခြင်းတွေကောင်းကင်နိုင်ငံတော်ကလောကကြီးမှာတော့သူများကိုပေးလိုက်ရင်ကိုရော့သွားတယ်ပေါ့ဒါပေမဲ့ကောင်းကင်နိုင်ငံတော်နိယာမမှာဖျားကျဲစီလို့တဲ့ကဏ္ဍမှာကိုကျဲလိုက်ရင်ကိုပို့ရတယ်လို့ပြောတာအဲ့တော့ဒါဒီနိုင်ငံတော်နိယာမတွေဖြစ်တယ်နိုင်ငံတော်ဒီမျိုးစေ့ဖြစ်တယ်အဲ့နိုင်ငံတော်ရဲ့နိယာမကိုဘလို့အလုံးလုံးမှာလဲမျိုးစေ့ဟုတ်ပြီဆိုတော့ဘာနဲ့အလုံးလုံးဆိုတော့ယုံကြည်ခြင်းနဲ့အလုံးလုံးတာကောင်းတဲ့နိုင်ငံတော်ကယုံကြည်ခြင်းမရှိရင်အလုံးမဖြစ်ဘူးအဲ့တော့ဆောနာကဂျာရီကျမ်းမှာဖတ်တယ်လေတိုးတငယ်ရဲ့အသွေးနှုတ်တတိခံချက်နှုတ်ကပတ်တရားတော်နဲ့နိုင်တယ်နောက်ဆုံးကဘာလဲဆိုအသေးခံတိတန်မိမိအသက်ကိုမနှံ့မျောဆိုတာတေဒီဖြစ်စေရှင်ဒီဘလို့အခြေအနေမျိုးပဲဖြစ်ဖြစ်လုံးဝလက်မလျှော့တာခရစ်တော်နောက်ပဲလိုက်မယ်ဆိုရယ်စိတ်ပေါ့ယုံကြည်ခြင်းစိတ်ဆိုတာကတခါတလေလေရုပ်တရက်ရှိတဲ့ယုံကြည်ခြင်းပဲမဟုတ်တချို့ဟာကြံ့ခံခြင်းလို့တယ်ကျွန်တော်ဟိုမှာတော်တော်နေမကောင်းဒီနှစ်ထဲမှာဖြစ်တာမှတ်မိမယ်တယ်နော်22လတောင်ကျွန်တော်စေးကူရတယ်ဆိုတာကျွန်တော်ပြောရတယ်လေဒီပြီးခဲ့တဲ့တပတ်မှာကျွန်တော်အနာငြိမ်းသွားတယ်ဆိုတာ22လတောင်စေးကူရတာထိုင်းအထိကျွန်တော်ရောက်သွားပြီကျွန်တော်ဆရာမတွေကဗာပြောလဲဆရာမတွေကဒီမင်းတီးကပျောက်သွားမှာတော့မပြောဘူး
David အရေးကြီးဆုံးပါတဲ့ဖျားသခင်ရဲ့ assignment မင်းကိုပေးတဲ့ assignment ရက်တက်မခံဖို့လိုတယ်တဲ့ဟုတ်တယ်ဒီကျမ်းမာရေးအကြောင်းကျွန်တော် assignment တွေအများကြီးနှီးသွားတာရှိတယ်ရက်တက်မခံဖို့လိုတယ်ငါတို့ဒီသူ့ယောက်ျားဆိုဆရာကံဘုံဆိုဘာပြောလဲဆိုတော့လေငါရဲ့အနှုတ်လက္ခဏာအတွေးတွေတဲ့ငါ့ကိုဒီလိုမျိုးဖန်သွားမှာပေါ့နော်အဲ့တော့ကျွန်တော် cancer တွေပါလဲစစ်နေရလေယူသွားမှနဲ့ဆိုင်နေငါသာဆိုရင်တဲ့မင်းနေရမှာဆိုအိမ်မှာတဲ့လုံးဝအစာချောင်စုတောင်းပြီးတော့တကားပိတ်ပြီးလုံးဝဖျားနဲ့ကိုစက်ကပ်ပြစ်မှာငါတင်လဲတင်ပလေးစီဆိုပြီးစက်ကပ်မှာအဲ့လိုပြောလို့စေမကူနဲ့ဆိုရင်စကံမုံဒီပတ်စံရှိရတယ်နံပါတ်1သူစီးရကားကောင်းတယ်နံပါတ်2သူချင်းမိုင်မှာနေတာထိုင်းနိုင်ငံသားလေးသူကသူ့မျိုးသမီးကဂျာမန်လေကျွန်တော်တို့ဆိုသိလားထိုင်းတီစေကူဆိုပတ်စံလည်းရှိမှထိုင်းနိုင်ငံသားလည်းမဟုတ်ဘူးဒါပေမဲ့ကျွန်တော်သာဆရာကံဘုံနေရာမှာဆိုလူအနေနဲ့ယူတွေးလို့ရှိရင်ဟာဒီလောက်ဆေးတွေပဲအာကူမိမှာပေါ့နော်သူကမဟုတ်ဘူးဘုရားသခင်ကိုဆေးကိုသူကလုံးဝမယုံကြည်တာမဟုတ်ဘုရားသခင်ဒီနံပါတ်1ဖြစ်တယ်ဆိုရယ်စိတ်နဲ့သူကအသက်ရှင်တာယုံကြည်ခြင်းနဲ့ငါဆိုအခြားသောဘာစကားကိုငါတရက်ကိုတနာရီပြောမယ်ဆရာမပေကြီးဆို2နာရီအောင်ကျွန်တော်ကိုပြောခိုင်းတာဆူတောင်းတာလေအဓိကတော့ယုံကြည်ခြင်းနေရာမှာပါโอเคတချို့ခရိယန်တွေကတော့အခြားသောဘာစကားပြောတာမပြောတာအမြင်မျိုးရှိမယ်ဒါပေမဲ့ယုံကြည်ခြင်းကဘယ်တော့မှမမအောင်အဲ့တော့ယုံကြည်ခြင်းနဲ့ကျွန်တော်တို့ကရက်တည်ဖို့လိုတယ်ဒီအချိန်က valiant အသေးခံသည့်တောင်မိမိအသက်ကိုဘယ်နှမျိုးอ่ะဆိုတာအဲ့တော့ဒီအစင်မပြေတဲ့ဟာတွေကိုကျွန်တော်ထားလိုက်ဆိုထိုင်းကနေပြန်လာတော့ကျွန်တော်3လတင်တန်းကြောင်းတွေပါကျွန်တော်စလိုက်တာလေလူအနေနဲ့ဆိုကျွန်တော်အချိန်လျှော့မိပါဘုရားပါခိုင်းလေခိုင်းတဲ့ဟာကိုကျွန်တော်လုပ်မယ်ဆိုပြီးပို့ပြီးကျွန်တော်တိုးချဲ့ပြီးလုပ်တော့လူပါအခုကျမ်းမာသွားတယ်21လလုံးကျွန်တော်ကျမ်းမာရေးတချို့ဆိုအပတ်တိုင်းဆက်ရတဲ့အခါရှိရဘယ်တော့မှသွေးဖြေရမကောင်းတကယ်စိတ်ပြတ်ဖို့ကောင်းတယ်ဒါသွေးစစ်လိုက်တယ်ဘယ်တော့မှမကောင်းဒါပေမဲ့အခုကလုံးဝကောင်းသွားပြီခန္ဓာကိုယ်မှာလည်းကျွန်တော်ခံစားလို့တအားကိုကောင်းတာ21လထပ်ပိုကောင်းတာပဲမကောင်းပြီးခဲ့တဲ့နှစ်တွေထက်တောင်ပိုကောင်းတယ်ဘာလို့လဲဆိုတော့21လဆေးကူတာလေတစ်နှစ်နဲ့9လဆေးမကူခင်တဲ့အတွက်နေလို့မကောင်းတာလေနေလို့မကောင်းတာဒါအဆုလာလို့ဆေးကူတာပေါ့ပြောရမယ်ဆိုအဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်ဒီကျွန်တော်တို့ဒီယုံကြည်ခြင်းမှာကြမ်းကြမ်းခံတဲ့အရာဒီနိုင်ငံတော်မျိုးစေ့ကိုဖြေလွတ်ပေးတာဖျားနိုင်ငံတော်ကအဲ့မျိုးဖျားနိုင်ငံတော်မျိုးစေ့ကယုံကြည်ခြင်းနဲ့ပဲအလုပ်လုပ်တာအဲ့ဒါမို့လို့ကျွန်တော်ပြောတာရှိရင်ငါဝန်ထဲစရာဇလန်းကိုမရေးဘူးငါဘုံတော်ဇလန်းကိုရေးမယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောချင်တာတော့ဒီလောက်ပဲအဲ့တော့ဒီနေ့ပြောချင်တဲ့မျိုးဆက်နဲ့ဆိုင်တဲ့အရာကိုကျမ်းစာမှာလည်းပါရတယ် the sea is strong မျိုးဆက်ဆိုတာတကယ် strong ဖြစ်တယ်တချို့ဆိုမျိုးရိုးမှာပါလာတာလေပါလာတော့ဥမာတစ်ခါဆိုရင်အမတယောက်ဆိုလေသူက cancer မျိုးရှိတာသူ့အမလည်း cancer နဲ့ဆုံးတာကျွန်တော်ပဲသွားဆေးထိုးပေးရသေးတယ်ဟိုဆေးထိုးတာတော့ drip ချိတ်တာတော့လုပ်ရသေးတယ်အိမ်နီးနားချင်းပေါ့အရင်တော့နေတဲ့အိမ်မှာသူညီမသူ့အမဆုံးတာတော့6လမပြည့်ဘူးသူညီမ cancer ထပ်ပေါ်တယ်သူညီမအရန် queue site တာ organic တွေပဲစားတာဒါပေမဲ့စောနာလို့ခလုတ်ဖွင့်နေဆိုတာအစားအစာပဲမဟုတ်ဘူးလေသူတို့ကတော့ဟိုခရီးရန်တွေတော့မဟုတ်ဘူးเนาะပြောချင်တာဒီအနာငင်းချင်းတွေပါရတော့ဟိုသူတို့သိချင်မှာတော့သိမယ်အဲ့တော့ပြောပြချင်တာကတချို့တွေကထင်တာပေါ့ဟာအစားအစာတွေကြောင့် cancer ဖြစ်တယ်လို့ပါတော့မဟုတ်ဘူး cancer ဆိုတာက genetic ထဲမှာပါလာတာအဲ့ဒါတွေကခလုတ်ဖွင့်ပေးလိုက်တာကျန်တဲ့ဟာအစားအစာမှာမဟုတ်ဘူးကျန်တဲ့ stress တွေပါတယ်လည်းဖွင့်ပေးနိုင်တာဒါပေမဲ့ကျွန်တော်ပြောချင်တာတင်တို့နဲ့ကျွန်တော်မှာ game changing ရှိတယ်အဲ့ဒါဘာလဲဆိုတော့ဖျားပေးတဲ့အသက်ဖြစ်တယ်အသွေးတော်အဲ့ဒါပြင် cancer ဆီယမမာစီရဲ့2နော် cancer ဖြစ်ပြီးတော့မှတင်မောရောင်လိုက်လို့စေးမအောင်တာလေဘိုက်ခွဲတဲ့အချိန်မှာအဲ့အလုံးကရှာလို့မရတော့နှုတ်ကပတ်တော်ပဲအမိန့်ကျင်ရတာဝန်ခံတာဆီယမစီကိုရိုင်းကျွန်တော်အမိန့်ကျင်ခြင်းစာကိုယူသွားတယ်သူကိုရိုင်းပြောပြတယ်ဖျားသခင်မှာနောက်ပိုင်းတင်မောရောင်ပြန်လိုက်ပြီးတော့မှဟိုအခုတက်ကြီးကိုအဲ့လူငယ်တော့နောက်တော့ဟိုကျိုင်းတို့မှလည်းအဲ့လိုပဲတိန်ကန်ဆာအကျိတ်ကဘလို့ပျောက်လို့ပျောက်သွားမှမသိဘူးဆိုတော့အတိတ်ပဲကတဘာဝနီလန်းနေနဲ့ဆောနာလို့အစားအစာဒါစားတယ်လို့လေ့ကျင့်ငန်းလုပ်တယ်လို့ဒါတွေလည်းလိုအပ်တာမှန်တယ်ဒါပေမဲ့အဲ့ဒါတွေထပ်ပိုအရေးကြီးတယ်နောက်တော့ညီရနီးရမှာပဲအဲ့ဒါဘာလဲဆိုတော့အသွေးတော်တကူကျွန်တော်တို့ခံယူရမှာညီတဲ့အရာပဲဒီချမ်းစာတက်တည်နေညီတဲ့အရာပဲကျွန်တော်ပြောရမယ်နောက်ဆုံးတစ်ချက်ကပါတိုက်ပွဲဝင်ရပါအမှကောင်းကင်နိုင်ငံတော်ရဲ့မျိုးစေ့ကရှင်မြန်ထမြောက်ခြင်းတကူတွေတိုးဝါခြင်းတကူတွေအနာငင်းခြင်းအတွက်ပဲမဟုတ်ဘူးเนาะကျွန်တော်အနာငင်းခြင်းဥပမာပေးတာအဲ့တော့ဒီအရာတွေအတွက်ကဒီအရာကိုဘုရားရှင်ကျွန်တော်တို့တောချက်ပေးတာအဲ့တော့ဒီနေ့ကျွန်တော်ဒီလောက်ပဲ channel ဆွေးနွေးတဲ့အချိန်ရှိမယ်ကျွန်တော်မေးစရာပါရှိလဲမသိဘူးအဲ့ဆောနာအသားမဲတာဖြူတာဘယ်လိုဖြစ်တာလဲဆိုတော့မိဘညိုတယ်ကလေးကဘာဖြစ်လဲမိဘအညိုအစ်စ်မဟုတ်ဘူးသူတို့မျိုးထဲမှာဖြူရတတ်ပါလိမ့်မယ်မြုပ်နေတာလေအမေဘက်ကလည်းမြုပ်နေတယ်အဖေဘက်ကမြုပ်နေတယ်ကလေးကျတော့အိမ်နှစ်ခုကသွားတွေ့ပြီးတော့မှဖြူသွားအဲ့လိုမျိုးလည်းရှိတယ်မိဘဖြူပြီးမှကလေးကဘာလို့ညိုလာလဲဆိုတော့အဲ့လိုပေါ့အညိုတက်ကမြုပ်နေတာပေါ့နော်တစ်ချိန်မှသွားပြန်ပေါ်တာအဲ့လိုမျိုးမီးစံမေးခွန်းနေရှိကြလား
ဆရာဟိုခေါင်းထဲမှာပေါ်လာပေါ့အဲ့ဒီဥမာဆို shy ဖြစ်တာနဲ့အရန်ဟို sensitive ဖြစ်နေတာပြင်လဲပေါ့အဲ့ဆိုဟိုတော့မြင် ဖြစ်တာ တဲ့ နဲ့ ဥစ္စာ ခါခါကြောင့်မချက်တယ် ဟုတ်ကြားရပြီလားဆရာ ကြားပြီ အဲ့ဒီဟိုမြုပ်နေတဲ့အရာတွေကပေါ်လိုက်ပြောက်လိုက်အဲ့လိုမျိုးဖြစ်နိုင်တယ်ပေါ့အဲ့လိုမျိုးသဘောလားအခြေအနေကြောင့် Yeah. Epigenetic က epigenetic ကောင်းဟုတ်တယ် epigenetic တဲ့အရာကိုကောင်းတဲ့ဟာမြုပ်နေပေါ့နော်အဲ့ကောင်းနေတဲ့ဟာကိုပြန်ပေါ်အောင်လုပ်လိုက်ရင်တော့လည်းတစ်ချိန်ချိန်ပြန်ပိတ်သွားနိုင်တယ်တဲ့ကုတိကြမထိမ့်သိမ့်ပေါ့ဒါလောကကြီးညရမှာပေါ့ဒါပေမဲ့ကျွန်တော်ယုံကြည်ခြင်းညရမှာတော့ဘုရားရှင်ကကျွန်တော်အကောင်းဘက်ကနေပဲတိုက်လံမှုပဲဘုရားရှင်ဒီချိန်ချင်းအမင်္ဂလာတွေဖြတ်တော့ပြီးဖြစ်တော့ပေါ့နော်အလုံးစုံလည်းပြောင်းလဲနိုင်တယ်ဆိုတော့ပြောရင်နောက်တစ်ဆင့်မြင့်ပြီးကျွန်တော်တို့ကတိုက်လံမှုပေါ့ယုံကြည်ခြင်းအပြင်အဲ့ဒါကိုကျွန်တော်အားပေးချင်တာပါepigenetic ဆိုတဲ့ဘာသာရပ်ကအဲ့ဒါသူက genetic ကိုအဖီပေါ့အပေါ်ကနေလာလွှမ်းမိုးတာဘာလို့လွှမ်းမိုးလဲဆိုတာကျွန်တော်ဒီမှာပြောပြမယ်အဲ့ခလုတ်ဖွင့်နေပိတ်တယ်ဆိုတာကျွန်တော်မှမပြောခဲ့တဲ့ပုံလေးတစ်ခုရှိတယ် DNA ပုံလေးနောက်တစ်ပုံရှိတယ်နားလေးဘယ်နာရပါလဲ okay နားဒီကျွန်တော်ဟိုမလုပ်ခဲ့ရအောင်ဒီ slide မှာမထည့်လိုက်ရတာခဏလေးအဲ့နောက်မှကျွန်တော်ပို့ပေးမယ်Okay နောက်မှကျွန်တော် slide ကိုပြန် edit လုပ်အောင်မယ် slide ကျွန်တော်အဲ့ပုံလေးကိုထည့်မယ်ဆိုပြီးမင်းညာလောက်တော့ဒီ PowerPoint ကိုမင်းညာမှာကျွန်တော်ပြီးလောက်တော့အဲ့မှာဟိုဖြစ်ခဲ့တယ်ကြံခဲ့တယ်သူကအဲ့ဒီturn on turn off လုပ်တဲ့ဓာတ်တွေလေအစီတိုင်းလို့မီတာလို့ဓာတ်တွေရှိတယ်အဲ့ဓာတ်တွေကရောက်လာရင်အဲ့လိုမျိုးလုပ်တတ်တယ်စောနာလို့လေအဲ့တော့တချို့ဟာတော့ turn on turn off လုပ်လို့မရတဲ့အရာရှိတာပေါ့နော်လူရဲ့အသားရည်အရာအောင်တို့ဟိုအရက်အနေမြင့်တို့အဲ့ဒါကြတော့မွေးပြီးမှတော့မရတော့ဘူးလေဒါပေမဲ့ဂျပန်နေဆိုအားလုံးလည်းကြားဘူးမှာပေါ့လေ့ကျင့်ခန်းတွေလုပ်ခိုင်းတယ်ဒီနွားနို့တွေတယောက်ចောင်းသားတွေကိုတိုက်တယ်ចောင်းမှာသူတို့ကကျွေးအစာအာဟာရတွေကို generation လိုက်ကိုကျွေးပြီးတောင်းလဲပလိုက်တာလေနောက်ပိုင်း generation အထိအဲ့လိုမျိုးပေါ့နော်တချို့က suddenly ပြောင်းလို့မရတဲ့အရာရှိရယ်ပြောချင်တာ6လတစ်နှစ်အတွင်းပြောင်းလို့တစ်နှစ်အဲ့လိုမပြောင်းဘူးဒါပေမဲ့ generation လိုက်ပြောင်းလိုက်တဲ့ဟာလည်းရှိရယ်အဲ့မဲ့ကျွန်တော်တို့ကတဘာဝလုံယုံကြည်ရ okay အဲ့တော့ဘုရားသခင်ကညံတော်နဲ့ပြည့်ဝတဲ့ဘုရားဖြစ်တယ်မလို့အဲ့ရင်တော့ तू မလုပ်ဘူးဥပမာပြောချင်တာမျိုးရိုးပြီးဘုရားရှင်တတ်နိုင်တယ်ပြောလို့ကျွန်တော်မျက်လုံးအပြာဖြစ်အောင်လုပ်ပြီးပါဆိုဒါဘုရားလုပ်ချင်မှလုပ်မယ်ဘုရားရဲ့အလိုတော်နဲ့ညီတဲ့အရာတော့ဘုရားလုပ်မှာပေါ့နော်စောနာကျမ်းမာခြင်းဆိုတာဘုရားလိုတော်နဲ့ညီတယ်လေတချို့အရာတွေကဘုရားသခင်ကကျွန်တော်တို့ပေးရတဲ့အရာကိုကျွန်တော်ကနှစ်သက်ရမယ်ကိုယ်ပေးရတဲ့အရာတွေဆိုတာDown syndrome တို့ autism တို့ autism ကိစ္စလည်းအခု America မှာပွဲစုပါတဲ့ကိစ္စပေါ့ဒီဆောနာကျမ်းမိုက်ဝင်ကြီး Robert F Kennedy တို့အဲ့ဒါဘာလဲဆိုတော့သူတို့ပြောတဲ့ဟာအမှန်နော်မှန်တဲ့ဟာရှိတယ်အမှန်မှာဆို Harvard ကတကယ် professor ကိုကိုရိုင်းကဘာပေါ်မှာပေါ့နော်ဆရာဝန်တွေကိုရိုင်းကျွန်တော်ကိုရိုင်းသိကြတယ်သိတာပါလဲဆိုတော့လူမှာအဲ့ဓာတ်တစ်မျိုးပါရင်နံပါတ်1ကတော့ genetic ထဲမှာပါလာတယ်ပေါ့သူတို့ကကျွန်တော်ပြောလို့ cell ပွားတော့မှာဖြစ်ခဲ့တာဒါဟိုပွားတော့ကလေမူရင်းလို့မဖြစ်ခဲ့တော့နောက်ပိုင်းမှာဇာတ်တိုက်လို့ဖြစ်သွားတာမျိုးရှိတယ်ဒါဟိုပါပေါ့နော် genetic variation ရဲ့ပြဿနာပေါ့ဆိုတော့အဲ့မှာဖြစ်ခဲ့တော့အဲ့ဒါကပါလာတိုင်းကလေးက autism ဖြစ်ရမယ်ဆိုတဲ့အဓိပ္ပာယ်တော့မဟုတ်ဘူးအဲ့ချိန်မှာ तू က folate deficiency တချို့သော vitamin B တွေ deficiency ဖြစ်တယ်ပြောချင်တာအမေကနေဟိုမလုပ်ထားဘူးဘာခေါ်လဲဟာရအာစီတောက်တာတော့ဘာလို့မလုပ်ထားဘူးအဲ့ချိန်မှာ Tylenol ဆိုတာ paracetamol ပေါ့ကိုယ်ဝန်ဆောင်တဲ့အချိန်မှာ paracetamol ပါသွားထပ်တောက်လိုက်ရင် paracetamol နည်းနည်းပဲတောက်ရင်ပြဿနာမဟုတ်ဘူးအဲ့မှ तू ကဖြားရင်မတောက်ရင်လည်းအန္တရာယ်ရှိရလေတောက်ရမယ်ဒါပေမဲ့အနည်းဆုံး dose ဆရာဝန်တွေကိုယ်တိုင်အဲ့လိုမျိုးပြောတာအနည်းဆုံး dose နဲ့အတူဆုံးအတိုင်းတာလူရာတက်ပို့ပြီးမတောက်အောင်ကိုယ်ဆောင်တဲ့အချိန်မှာဖြစ်စီကလေးကလေဟိုငငယ်မွေးတော့ကာကွယ်ဆေးပဲထူတော့ဖြားရင်လေပါရာစီတမောကိုတိုက်တယ်မလားမလူပဲနဲ့တချို့ကမဖြားဘဲနဲ့ကြိုတိုက်ထားတယ်ဘာလို့ရှိရမလားအဲ့လိုပါရာစီတမောတောက်တိုင်း autism ဖြစ်တယ်ဆိုဖြစ်လာမယ့်ကလေးတွေအများကြီးရှိတယ်လေအဲ့လိုအသေးပဲမဟုတ်ဘူးငကိုတွေကသူက genes ကပါလာမယ်တစ်ဖက်မှာလည်း vitamin တချို့ကချို့တဲ့နေတယ်ဥပမာ folic acid ချို့တဲ့ဆိုဒီခါကြော်ယူမဆက်တာပဲဖြစ်တယ်လေအဲ့လိုကိုစားတချို့ဆိုကိုယူဖို့စားအကြံစီချရတွေကနောက်3လ2လ1လယူမယ်ဆိုတော့စားတော့ခိုင်းတာအမီတို့အဲ့တော့ထားပါတော့ချို့တဲ့နေမယ် genes ကပါလာတယ်အဲ့အချိန်မှာဒီ Tylenol မှာ paracetamol မှာအဲ့ဒါကထည့်လိုက်တယ်ဆိုရင်ကလေးကအဲ့ဒါသွားပေါ်အောင် autism ဖြစ်သွားတတ်တယ်အဲ့တော့မလို့အဲ့တော့ပြောချင်တာကဆောနာကသူတို့ genetic ကိုတော့သွားပြင်လို့မရပါဘူးအာဟာရကိုပြည့်အောင်စား
paracetamol အနည်းဆုံးတိုက်ဒါအမှန်ပဲသူ instruction မှာလည်းပါတယ်ဒါပေမဲ့အဲ့ဒါကိုမပြောစီချင်ကြဘူးတချို့ကပြောလိုက်ရင်လူတွေကကြောက်ပြီးတော့လေဟို paracetamol တွေပါတယ်မတောက်မှနေမကောင်းလို့မတောက်ဘူးဆိုလည်းအန်ရရှိပြန်တယ်လေဒီလားအမေကအရန်ဟိုအဖျားရှိတာတို့တက်တာတို့ကလေးကိုစိတ်အဲ့တော့အဲ့လိုမျိုးတွေလည်းဖြစ်မှာစိုးရိမ်တာပေါ့နော်အဲ့တော့ဒါအဲ့တော့ဒီအိတ်ရှာတွေးရှိမှုအမှန်ကိုသွားထုတ်ပြောလိုက်တာအခုဒီကျမ်းမာရေးဝန်ကြီးကလေ Trump ကပြောတာအဲ့တော့ဟုတ်ပါကျွန်တော်အနေနဲ့ကြည့်မယ်ဆိုရင်ကျွန်တော်ဆရာအောင်ဖြစ်တာအောင်မလိုဘဲနဲ့တချို့ကပဲကြီးလော်စားသလိုလေနည်းနည်းလေးကမှခါကြိုက်တာနဲ့တောက်ချင်တယ်အဲ့လိုမျိုးသူကရှိတယ်အဲ့တော့မလိုတဲ့ဟာအဲ့တော့ကြီးမှဆိုဘာဖြစ်ငယ်တဲ့အချိန်လေးပေါ့အဲ့အုံနောက် brain develop ဖြစ်တယ်လို့ဆိုလည်းတည်ကြဖို့မှာပေါ့နှစ်နှစ်ထိရဲ့သူတို့နာမည်ခေါ်ရင်လှည့်မကြည့်ဘူးလို့မသိဘူးလို့အဲ့လိုမျိုးဖြစ်တာလေအဲ့ကြမှာသူက autism ဖြစ်နေလားလို့သတိထားမိတာကျွန်တော်တို့ငယ်ရသိရတယ်ဟိုသူ့နာမည်တော့သူပြောနေရတယ်သူက Justin Joy ဆိုအဲ့တော့ကျွန်တော်တို့ကဒီကလေးတွေကိုလည်းအကောင်းဆုံးပေါ့ဘယ်လိုမျိုးဖြစ်လာပြီဆိုလဲဘယ်လိုအကောင်းဆုံးပြန်ဖေးမှမလဲအဲ့တချို့တွေကလည်းအခုစမ်းသပ်နေတော့ပေါ့နော်ပြန်မျှော်လင့်ချက်မရှိရမို့လောကကြီးမှာလည်းစမ်းသပ်နေတယ်ဟိုပိုကောင်းတဲ့ results တွေဖြစ်လာအောင်ပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကတဘာဝလုံးတကူယုံကြည်ပါအဲ့ဒါဘယ်တော့မှမမအောင်အဲ့ယုံကြည်ပြီးကျွန်တော်အကောင်းဆုံးစောင့်မှာပို့ပဲပေါ့နော်ပို့ဆိုသူကတစ်နှစ်နဲ့၄လတွေကနေတချင်းစဆိုတာလေနော်ငငယ်တွေကလည်းသူအဲ့လိုမျိုးတချင်းကတော်တော်ဆိုနိုင်တော့အဲ့သူတချင်းဆိုပြီးသူတခြားမြို့ကလူတွေပါဖះเจ้าလာတတ်တာကလေးအပတ်တိုင်းတချင်းဆိုတော့ကြားကျင်လို့ဆိုပြီးတော့သူကအဲ့ဒီ music ကပါလာတော့ကလေးကမှ hearing တွေပါကောင်းကောင်းရတယ်ငငယ်လေးပဲရှိတယ်သူလက်ခုပ်တီးတာတွေ tambourine တီးတာတွေစီးချက်တွေမှန်တယ် music ကို respond လုပ်တယ်သူမှတ်ရင်ကားတွေကိုမှတ်ရင်လည်းအတန်နဲ့သူအကုန်လုံးမှတ်တာစီးုံကားဆိုဘလို့အတန်ထွက်တယ်တရိတ်ဆန်တွေဆိုလည်းပဲကောင်းဘလို့អော်တယ်သူတို့ဒီ learning by sounds ပေါ့အဲ့ဒါသွားပြီးတော့ကြားဆိုဘလို့អော်တယ်ကားဘလို့အတန်ထွက်တယ်အဲ့သူရလည်းသိတာရှီရှန်တဲ့အတန်ဘလို့လဲမီးစရာရှိသေးလားမသိဘူးနော်အဲ့တော့ဆောနာလို့ကျွန်တော်ပြောချင်တာပေါ့နော်ပါရာစီမောတောက်တိုင်းဖြစ်တာလည်းမဟုတ်ဘူးဟိုသူကအဲ့လိုမျိုးပေါ့ငကိုတွေကလည်းအဲ့လိုပါလာတယ်အာဟာရထုတယ်ဆိုတောက်ရင်အလွန်ကျွံတောက်လိုက်ရင်ဖြစ်တဲ့သူရှိရမဖြစ်တဲ့သူရှိတယ် definite ကပြောလို့မရအောင် definite ပြောလို့မရတော့တချို့အဲ့ဒါကိုမကြင်ညာစေချင်ဘူးတချို့ကြောက်လည်းကျူကြင်ညာတော့သတိထားလို့ရတာပေါ့အဲ့လိုမျိုးပေါ့ခုတာမျိုးကြင်ညာရဲဆိုကျွန်တော်ဆိုထားပါတော့ကျွန်တော်မျိုးသတိကိုယ်ဝန်ဆောင်နေဆိုမလိုပဲနဲ့ကျွန်တော်မတိုက်ဘူးအဲ့လိုမျိုးလေးပေါ့နော်သတိထားလို့ရတာပေါ့အဲ့လိုမျိုးရှိတယ်တချို့ကနော်စိတ်ယောဂတွေစိတ်ယောဂအဆင့်ဆိုရင်စိတ်ယောဂကိုပြောတာဆောနာဟာမဟုတ်စိတ်ယောဂအဆင့်ဆိုမျိုးရိုးတွေလိုက်တာမြင်ဘူးမှာပေါ့နော်အဲ့လိုမျိုးရှိတယ်တချို့ကလေအာနာရလို့မရတဲ့လူမျိုးရှိရတယ်လားအာနာရလာရင်လေယူသွားတာရှိတယ်ယူရတာဒီလိုယူကြီးလို့ဖြစ်သွားတာမဟုတ်ဘူးရှောက်အကုန်လုံးပုံမှန်လို့မတွေးနိုင်တော့အဲ့ဒီမျိုးရိုးကလေအဖေကအဲ့လိုလုပ်ခဲ့လို့ဆိုသားသမီးကသဘောကောင်းတယ်မဖြစ်တော့ပါဘူးဆိုအရန်သဘောကောင်းတဲ့သားသမီးကအရှင်အာနာရအဲ့လိုဖြစ်သွားရတဲ့အချိန်မှာအဲ့ဒါထထဖောက်လာအဲ့အမင်္ဂလာတွေကကြောက်ရတယ်ချို့အဖေကရှင်ကတာပြီးကြီးမှတကူကျွန်တော်ပြောပြချင်ကျွန်တော်ရွေးနှုတ်ခြင်းတကူနဲ့အသက်ရှင်mini breaks ပြီးလို့ရှိရင်ဆောက်လို့နဲ့အချိန်ကောင်းရှိပါစေကျွန်တော်